တော်ဝိညာဉ်တော်လုံးလုံးမှာဖြစ်တယ်အာမင်ကျွန်တော်တို့မသိနိုင်နားမလည်နိုင်တဲ့အရာတွေကိုဖွင့်ပြမှာဖြစ်တယ်အာမင်ကျွန်တော်တို့အာရပါရနဲ့ထွေသက်ရှင်တဲ့ဖျားကိုချီးမွမ်းကြမယ်ဒီနေ့တည့်ရဲ့ချီးမွမ်းခြင်းကတည့်ရဲ့တက်တာကိုပြောင်းလဲစေမှာဖြစ်တယ်ကျွန်တော်တို့ရဲ့တက်တာကိုလည်းပြောင်းလဲစေမှာဖြစ်တယ်မမြင်နိုင်တဲ့အရာတွေကျွန်တော်တို့နားမလည်နိုင်တဲ့အရာတွေကဖျားကဖွင့်ပြပေးမှာဖြစ်တယ်အာမင်အဲ့ဒီအသက်ရှင်တဲ့ဖျားကိုကျွန်တော်တို့အာရပါရနဲ့ချီးမွမ်းကြမယ်လူငယ်တွေရှိကိုလာကြပါနော်ယေရှုနာမနဲ့ဖိတ်ခေါ်တယ်ချီးမွမ်းကို
this don't be cheated Yeshua oh kuragu Jesus dine don't die so much to love me, boo. We go here, the kid to love me, my boo. I take that soul again, the kid to go me, boo. The kid I'm not doing, but I'm a year, but so. To love me, amen. We know here the kid to love me, my boo. I take that soul again, the kid to go me, boo. The kid I'm doing, but I'm a year, but so. So pull that baby, I let go. So oh my God, yellow, tobacco, let's let the motor, the kitchen love, amen. We go here, the kitchen love, to go.
know what getting secret go night malone the king guess so poga baby there go be solo candu oh my can't chang yellow kabagong sole sinedu courage no but getting secret go night malone the king amen guess so poga baby there go be solo candu oh my can't chang yellow kabagong sole sinedu down kaya courage no but getting secret amen go night malone the king amen hallelujah guess so poga baby there go be solo candu oh my can't chang yellow kabagong sole sinedu courage no what getting secret amen yes Lord oh my Lord the king so poga baby I take go me solo candu oh my can't yellow kabagong sole sinedu you let the moon tada against the love never we down here against the love never
မဲ့မြတ်တာနဲ့သားသမီးရောက်စီတိုင်းကိုချစ်တော်မူသောကိုရောရှင်ဖဖျားသခင်ကိုရောကိုယေရှုတင်နေဒီကနေ့ချီးမွမ်းကိုကိုချမ်းစစ်စစ်မှာသားသမီးတို့နဲ့အတူပါရှိတော်မူသောကြောင့်ကိုရောကိုယေရှုတင်နေအာမင်ကိုရောရဲ့ချစ်ချင်းမြတ်တာသားသမီးရောက်စီတိုင်းကိုအိုးပိတနာမူသောကြောင့်ကိုရောကိုယေရှုတင်နေဒီနေ့ဝပုတ်ဝပြုတ်ကိုကိုအစီအစဉ်မှာသားသမီးတို့နဲ့အတူပါရှိတော်မူသောကြောင့်တန်ရှင်သောဝိညာဉ်တော်ကိုရောဖဖျားကိုရောကိုယေရှုတင်နေအာမင်ကျန်ရှိနေသည့်သောအချိန်တိုင်းတည်တည်တို့၌လည်းကိုရောသူပါရှိတော်မူပါအချိန်တိုင်းများကိုစက္ကအနန္တခါမှာသခင်ယေရှုနာမကိုအမိပြုလက်ဆုတောင်းစက္ကအနန္တပါဖဖျားသခင်အာမင်ဟာလေလုယာဟာလေလုယာမြတ်မောက်တော်ထဲမှာတွင်ကြမဲ့ထဲမှာတယ်ပျောက်ချက်လားမြတ်မောက်တော်ထဲမှာကိုရောရှင်ရဲ့မြတ်မောက်တော်ထဲမှာတွင်ရတာကကျွန်တော်အနစ်သက်ဆုံးရဖြစ်တယ်ဟာလေလုယာကျွန်တော်ထဲမှာဒီညမှာဝက်ပီဖို့ကိုယ်ကိုယ်ဖို့လာတဲ့ချစ်တော်ကြီးကိုမောင်နှမအားလုံးဒီကိုရောရှင်ရဲ့မြတ်မောက်တော်ထဲ၌တွင်ပြီးတော့ပျောက်ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟာလေလုယာကောင်းချီးခံစားရကြလားခံစားရတဲ့ဆိုလက်တွေမြောက်ကြရအောင်ကျွန်တော်ကြွေးကြော်ရမယ့်အရာကဖျားရဲ့ဖြစ်ခြင်းကိုကြွေးကြော်ရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်ငြိမ်သက်ခြင်းဖျားကဘယ်သူလဲယေရှုဖျားဖြစ်တယ်ရှလုံဆိုပြီးတော့ကျွန်တော်တောင်းခါလို့ရအောင်ဒီနေ့တော့ရှလုံကြကြလေးလို့ရအောင်ရှလုံကြကြလေးရအောင်ရှလုံအဲ့ဒီရှလုံငြိမ်သက်ခြင်းကိုတင်းနဲ့တင်းမိသားစုအပေါ်မှာဒီညအတိတ်အကြရောက်ပါစေโอเคကျွန်တော်ကျမ်းစာတစ်ပိုက်ဖတ်ချင်တယ်ရောမဩဝါဒစာခန်းကြီး8အငယ်30နှစ်မိမိသားတော်ယင်းကိုမနှမျောပဲငါတို့ရှိသမျှအဖို့အလုံးကစွန့်တော်မူသောသူသည်သားတော်နဲ့တကွခတ်သိမ်းသောအရာတို့ကိုငါတို့မပေးပဲအဘေတို့နေတော်မူမနေဟာလေလုယာသူ့သားတော်ယင်းကိုပြီးမနှမျောပဲပြီးတော့ဖျားရှင်နေတဲ့အတွက်ကျမ်းမာခြင်းဟာလေလုယာပျော်ရွှင်ခြင်းငြိမ်သက်ခြင်းကိုပေးခြင်းတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ဒီညဆိုတယ်လို့ငါဒီဘာလဲကျမ်းမာတော်သူချမ်းသာတော်သူဘာလဲနောက်ဆုံးကပေးကမ်းတော်သူပါဟာလေလုယာခေါ်ရလာအဲ့ဒီပေးကမ်းတော်သူပါလေးကိုကျွန်တော်ခေါ်ရတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကတောင်းစားတော်သူပါဆိုပြီးတော့ခေါ်ရတယ်ခေါ်ခုံပြီးတော့ဘယ်တော့ဆူရဲမှာလဲနော်ဆူချင်တဲ့လူလည်းမရှိမှာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းမဆူချင်ဘူးတောင်းစားပြီးတော့မနေချင်ဘူးလေမဟုတ်ဘူးလားကျွန်တော်နေချင်တာခရစ်တော်အပြင်ယေရှုဖခင်အပြင်ကျွန်တော်တို့ကပြီးကမ်းတော်သူကိုဖြစ်ချင်တာဟာလေလုယာလက်ခုပ်တီးပြီးတော့ဒီကောင်းမြတ်တဲ့ဖခင်ကိုအိုးပြီးတော့လက်ခုပ်တီးပြီးတော့ချီးမွမ်းရအောင်1 2 3 ဝိုးဟာလေလုယာ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 အခုတော့ကျွန်တော်အထဲမှာနိုးထတာဖြစ်တယ်ဟာလေလုယာမြန်မာစကားကောင်းကောင်းမပြောတတ်ပြီမြဲမြန်မာစကားမြန်မာတချင်းနေဆိုတဲ့အချိန်မှာလေဒီမှာအထဲမှာတခုခုဖြစ်နေတာဖြစ်တယ်ဟာလေလုယာဒီညကျွန်တော်နှုတ်ကပတ်တော်တရားဝင်ရမယ်ဆရာအရင်ကြိုဆိုကြရအောင်ပါစတာဂျိုးဆော့မန်ကြည်ယူပြီးမှတ်ထားပြီးတော့လက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင်အာမင်အာမင်အာမင်ဆရာဟိုဂျုစန်တာမှာပြီးတာနဲ့ချက်ချင်းတွေကိုလာတာဖြစ်တယ်သူလည်းကျွန်တော်လိုဗာလဲတက်ကြွနူနူထဖြစ်မယ်ထင်တယ်ဆာကိုအတဲ့တော်အနေနဲ့ဝက်ခံပါတယ်စီစိုးတဲ့ဖခင်ကကောင်းချီးပေးပါစေအာမင်အခုကျွန်တော်နည်းနည်းတက်တီခံပြန်ခံချင်တယ်နော်ဒီမြန်မာစီရှင်ကျွန်တော်အစာပြုချင်းအကြောင်းရင်းကကိုတော်ရှင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်မယ်ဒါပဲဟာလေလုယာဘာမှတခြားဒီစိတ်ဆန်စေးစားမနေနဲ့အဲ့ဒါကိုတန်တာပြီးတော့လာကိုတိုင်းအရင်ကျွတိုးဝင်မယ်အဲ့ဒီမျက်မှောက်တော်ကိုတိုင်းခံစားမယ်အဲ့ဒီခံစားပြီးမှပဲသူများကိုဘာလဲဆွဲခေါ်မယ်ဟာလေလုယာကိုမပိုက်ဆံ9ချက်မှမရှိဘူးဆိုရင်တသိန်းတော့တည်တယ်တစ်ချက်တော့မှပေးကားလို့မရဘူးတ
ဒါပေမဲ့ကိုမငါးချက်စီးတယ်ဆိုရင်အဲ့ဒီငါးချက်ကိုပြီးကမ်းလို့ရတယ်အဲ့ဒီမျက်မှောက်တော်ထဲမှာကိုတိုင်းတူးဝင်မယ်ဟာလေလုယာအဲ့ဒါရရေးကြည့်တယ်နေတာများတာအဓိကမဟုတ်ဘူးအခုကျွန်တော်တို့ခေါ်အားယူရမယ့်အရာကတော့ဖျားကြောင်းလာပါမနေ့ကကျွန်တော်ဇုံမီလိုနဲ့ဖျားယုံကြည်သူတွေဖျားကြောင်းကိုတွားရအောင်ဆိုပြီးတော့တနားခွဲလုံးအားရပါရကျွန်တော် page ထဲမှာဟောလိုက်တယ်ကျွန်တော်တို့ကျန်းစာဖတ်တဲ့အချိန်မှာအထူးသဖြင့်တမန်တော်ထဲမှာကျွန်တော်တို့တကူတော်ဝိညာဉ်တော်ဖျားရဲ့အလုပ်သူကဘယ်လိုလုပ်လဲဆိုတာကိုအများကြီးကျွန်တော်တို့လေ့လာလို့ရတယ်ယုံကြည်သူတွေကသူတို့အိမ်မှာတယောက်ပြီးကိုယ့်အိမ်မှာတယောက်နေတယ်သူ့အိမ်မှာသူနေတယ်ဝိညာဉ်တော်ကနိုးထပြီးတော့အလုပ်လုပ်တယ်ဆိုတာကျွန်တော်မဖတ်ဘူးလုံးဝမရှိဘူးယုံကြည်သူတွေကိုအပရူမာဒါမှမဟုတ်ရင်တယောက်ရဲ့အိမ်မှာဘိမာန်တော်မှာဖျားကြောမှာသူတို့စုဝေးပြီးတော့အဲ့ဖျားကိုသူတို့ချီးမွမ်းတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအလယ်မှာဖျားကိုယ်တိုင်သူပါဝင်လာတာဖြစ်တယ်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် presence လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်မျက်မှောက်တော်လို့ခေါ်တာဖြစ်တယ်ဟာလေလုယာဒီညနေမှာကျွန်တော်ဖျားကြောင်းသွားတာအတိတ်ကအရေးကြီးဆုံးကဖျားကျွန်တော်နဲ့သူကကလေးပြီးတယ်ကျွန်တော်တင်တော့3ယောက်4ယောက်ကျွန်တော်အဖျင်းစုယုံတယ်ဆိုရင်တင်တော့အလယ်နဲ့ကျွန်တော်ရှိမယ်တဲ့အဲ့ဒါဖျားရဲ့ဗာလဲကတိတော်ဖြစ်တယ်ဟာလေလုယာဖျားကလူမဟုတ်ဘူးသူကတိတည်တာဖြစ်တယ်ဟာလေလုယာတခါတလေကျွန်တော်တို့သစ္စာမရှိဘူးအမှုတော်ဆောင်တယ်ဆိုမြကိုအမှုတော်ဆောင်တယ်ဖျားပေါ်မှာလဲသစ္စာစီအရန်ခက်တယ်နော်ဒါပေမဲ့ကိုကျွန်တော်တို့အမှုဆောင်တဲ့အဲ့ဒီဖျားကသူ့အမှုကိုကျွန်တော်ဆောင်တယ်မလားအဲ့ဒီဖျားကကျွန်တော်တို့အပေါ်မှာသစ္စာရှိတာဖြစ်တယ်ပထမဆုံးသူသစ္စာရှိတာကတင်တော့ကိုစုယုံပါကျွန်တော်အမင်းကျွန်တော်နာမည်အဖြစ်ယုံကြည်သူစုယုံအဲ့ဒီလေမှာကျွန်တော်ကိုယ်တိုင်လာပါဝင်မယ်ဟာလေလုယာဒီညနေမှာကျွန်တော်မြန်မာစကားမှာတက်တဲ့ပြောတာအဲ့ဒါကျွန်တော်တို့တေအောင်ပါအဲ့ဒါအပါထားအတိကအရေးကြီးတာကကျွန်တော်အထဲမှာဖျားကိုယ်တိုင်ပါဝင်ခြင်းတာဖြစ်တယ်ဟာလေလုယာဖျားကိုယ်တိုင်ပါဝင်ခြင်းတာဖြစ်တယ်အဲ့ဒီဖျားကိုကျွန်တော်နဲ့အတူရှိတယ်ဆိုတာအဲ့ဒီမျက်မှောက်တော်ထဲမှာကျွန်တော်တူဝင်တဲ့အချိန်မှာအနာရောဂါတွေပြောလာမှာဖြစ်တယ်ဟာလေလုယာမျောလင်းချက်ကင်းမဲ့တဲ့လူကမျောလင်းချက်အပီးနဲ့အင်ကိုပြန်ခွင့်ဖျားပြီးမှာဖြစ်တယ်ဟာလေလုယာအကြောင်းအပစ်ရှိတဲ့လူကအိုးကျွန်တော်ကဖြတ်မတော့သူပါဆိုပြီးတော့ကြွေးကြော်ခွင့်ရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်ကကျမ်းမာတော့သူပြပါခရစ်တော်နာမ၌ကျွန်တော်ကပြီးကတော့သူဖြစ်ရမှာပဲကောင်းသူမြတ်တဲ့ကောင်းချီးဖြစ်မှာပဲကျွန်တော်တောင်းစားပြီးမနေချင်ဘူးကျွန်တော်ကပြီးကားမဲ့လူဖြစ်တယ်ဖျားကအဲ့လိုကျွန်တော်ဖန်ဆင်းတာဖြစ်တယ်သူ့သားတော်ကိုမနှမျောပဲပြီးတဲ့ဘုရားရှင်ကအရာအားလုံးကိုကျွန်တော်အတွက်ပေးချင်တာဖြစ်တယ်ဟာလေလုယာအဲကြောင့်အဲ့ဒါလေးကိုကျွန်တော်နည်းနည်းပါဝေငှချင်တာဖြစ်တယ်โอเคအခုချိန်မှာအလိုတော်ငွေအားဖြင့်ကျွန်တော်တို့ကိုးကွယ်တဲ့အချိန်ဖြစ်တယ်musician ကျွန်တော်မပြောထားလို့နော်musician တွေပြန်တက်ပါနော်ကျွန်တော်မြန်မာစီရှင်တိုင်းမှာ musician တွေကသူတို့စက်နေမယ်အဲ့ဒါကျွန်တော်လည်း group ထဲမှာမပြောတော့ဘူးတပါပတိကျွန်တော်ပြောထားမယ်ဒီနေ့ညလည်းဟွေကင်နီမကောင်းလို့ကျွန်တော်မတရတာနော်ဟွေကင်နီမကောင်းလို့ဟွေကင်လဲကျမချင်းကိုဖျားရဲ့ဒန်ချက်တော်အပြင်ကျမချင်းကိုကျွန်တော်ဒီကနေကြွကြော်ပြီးတယ်ဟာလေလုယာနောက်ပတ်ကြရင်ချောဘာလဲချောမမကျန်းမာမာကျွန်တော်ပြောချင်တာချောမမလည်းမဟုတ်ဘူးကျန်းမာမာလည်းမဟုတ်ဘူးဘာလဲလာပလို့ပြောချင်တာဟဲ့လာပလို့ပြောချင်တာကျွန်တော်ဟိုတကောက်ပြောတယ်လာပလာဘုရားကိုယ်ဝဲပွေဖို့ကိုယူကာယမဝဲနေလို့ကျွန်တော်ပြောထားတယ်သူနေမကောင်းလို့ဆွတောင်းပြီးတယောက်ဆွတောင်းပြီးကြရအောင်နော်ပြီးတော့ကျွန်တော်ကောင်းချစ်တစ်ခုပြန်ရေးမယ်ဒီမှာနုဆန်တို့ကျွန်တော်တို့ music director တို့လည်းတို့မကြခင်လေးမှာဖျားကလမ်းဖွင့်ပြီးလို့တို့နယူးဇီလန်ပေါ်တော့မှာဖြစ်တယ်
ကျွန်တော်ခရစ်တော်ထဲနဲ့မိသားစုလူနေရတာပျော်ပါတယ်ချစ်ပါတယ်ဒါပေမဲ့ဖခင်ကလမ်းဖွင့်ပြီးတယ်ဆိုတော့ဒီတက်မကသူတို့မိသားစုကိုပူပြီးတော့အတုံးပြုချင်တော့တယ်ဆိုတော့နော်ဒီနေ့ကျွန်တော်တို့ဆရာကြီးအကုန်လုံးရုံးခါမှာထိုင်တာကျွန်တော် music director ပတ်တုံးပြဆရာတုံးပြကိုရုံးကနေသူတို့ဖုံးဆက်တာလေဒီဆရာဘာကြီးတာလေမသိဘူးဆိုဘယ်နည်းလဲဆိုတော့တေချာအဲ့ဒါနေဒီသူမေးတာလေဘောဘယ်နဲ့တေချာရေးထားလိုက်တော့ဘာဖြစ်မလဲဆိုတော့မပေါက်ဘူးလေနော်မပေါက်လို့သွားပြေးတာနဲ့အိုးကျွန်တော်မကြခင်မှာသွားတော့မယ်တဲ့သူကအရင်ခုံမလားမသိဘူးကျွန်တော်တော့ရင်ခုံပြီအဲကြောင့်သူတို့မသွားခင်တဲ့နှုတ်ဆက်လဲပတ်တုံလဲနော်ကျွန်တော်အချိန်ရတရွေ့ဖျားကြောင်းလာပြီးတော့ကိုတော့အကူအတူတကွဝတ်ပြုတ်ကြရအောင်ဟာလေလုယာမြတ်မောက်တော်ထဲ၌ကျွန်တော်တူဝဲမယ်ဒီရနီးပါလေအနူနူကြွကြွတက်ကြွကြွနယူးဇီလန်မှာလဲကိုတော့အတုံးပြမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုလည်းကျွန်တော်ကောင်းချီရည်တွက်ချင်တာဖြစ်တယ် worship musician တွေတက်လာခဲ့ပါအလုံးဝင်နဲ့စိတ်ကိုးကွယ်တဲ့အချိန်မှာငီလေးစံတဲ့ကနေသူချီးမွမ်းပြမှာဖြစ်တယ်ငီလေးစံတဲ့တခါတည်းအပေါ်တက်ပါလက်ခုပ်တီးပြီးတော့ကျိုးဆိုကြရအောင်လူတော်ငွေကိုစကအနံ့ရအောင်ကောင်းမြတ်ဆုံးလင်းတော်မူသောဖဖျားကိုရောကိုကျေးဇူးတင်ပါတယ်ယနေ့၌ကိုရှင်ဖဖျားသခင်ကိုဝတ်ပြုကိုးကွယ်ရတဲ့ခွင့်ကိုပေးတော့ကြောင့်ကိုကျေးဇူးတင်ပါတယ်ဟောကိုရှင်ဖဖျားကိုဒီတာသမီတို့အတွက်ကိုရှင်ဤကိုခန္ဓာကိုဆွလွတ်၍ဟောအပြစ်ကနေကိုရှင်ဖဖျားကဲတင်ပေးတော့ကြောင့်ကိုကျေးဇူးတင်ပါ၏ဖဖျားကိုတော်ဤမေတ္တာသည်သမုတ်တရားထက်တာ၍နဲဒီတာမကပဲနဲ့ဟောလွန်ပြင်ထက်တာ၍ကျဲပြန်တော့ကြောင့်ကိုကျေးဇူးတင်ပါတယ်ဟောကိုရှင်ဖဖျားအားဖြင့်ဟောကိုရှင်ဤ၍ကဲတင်ခြင်းအားဖြင့်ကိုရှင်တာသမီတို့သည်ဖြောင့်မတ်တော်သူအပြစ်လွတ်တော်သူချမ်းသာတော်သူဖြစ်စေတော့ကြောင့်ကိုကျေးဇူးတင်တယ်ဟောကိုရှင်ဖဖျားသခင်ကျမ်းမာတော်သူဖြစ်စေယုံတာမကပဲနဲ့ဟောကိုရှင်နိုင်ငံတော်၌လည်းကိုရှင်ပါဝင်ပေးကလူသားနိုင်ရတဲ့ခွင့်ကိုပေးတော့ကြောင့်လည်းကိုကျေးဇူးတင်ပါတယ်ကိုခန္ဓာစိတ်ဝိညာဉ်နဲ့ကိုရှင်ကိုဝတ်ပြုကိုးကွယ်ရတဲ့ခွင့်ဟောကိုရှင်ရဲ့မျက်မှောက်တော်ကိုတိုးဝင်ရတဲ့ခွင့်ကိုပေးဒီတာမကပဲနဲ့ကိုရှင်နိုင်ငံတော်အတွက်ပြန်လဲပြီးမှပါဝင်ရတဲ့ခွင့်ကိုလည်းပေးတော့ကြောင့်ကိုကျေးဇူးတင်ပါ၏ရလူတော်ငွေများသည်ဟောကိုရှင်ဘုန်းတော်ကိုထင်ရှားစေတော့လူတော်ငွေများဖြစ်စေတော်မူပါရောက်သည့်နေရာတိုင်း၌ကိုရှင်၏ဝမ်းမြောက်ဖွယ်ရာဤဝင်ဂေလိတရားတည်င်းစကားကိုပြောကြတော့ငွေကြေးများဖြစ်စေတော်မူပါအလူဘာနာများဖြစ်စေတော်မူပါဖထဲဝေမိတာသမီရောက်စီတိုင်းကိုလည်းကိုရှင်ဂတိတော်လာသည့်တိုင်အစတရားမကတော့ကောင်းခြင်းမင်္ဂလာများဟောကိုရှင်ဖဖျားသခင်ပြန်လဲပြမချပေးတော်မူပါကျေးဇူးတော်ဂုဏ်တော်ပန်းကိုချီးမွမ်း၍သခင်ယေရှု၏မြတ်သောနာမ၌ဆုတောင်းစကအနံပါ၏ဟာလေလုယာကျေးဇူးတော်လောက်ပေးဆိုတဲ့တခြင်းနဲ့ဖခင်ကုန်းတော်ကိုချီးမွမ်းချင်ပါတယ်
Memauga away Tratabila Drainy me Vare Omegon told me le Roma Soro the Jansi Yone The King Jesus to know tell out be King Jesus ye dwell on song I move come me song ba oh me song ba da yue count de jansi ne bu song de King Jesus to know trap ocean Wa ma mong song che ke ke rui pian dan che Hey shu angere kharai wing twin ma saga pyo de ko ro shi jaung ti sei de Mauga way Tratabila Drainy me Vare Omegon told me le Roma Suro the Jansi Yone The King Jesus to know dwell out be Jesus ye dwell on song I move come me song ba oh me song ba da yue count de jansi ne bu song de King Jesus to know trap ocean Jesus to know dwell out be King Jesus ye dwell on song I move come me song ba oh me song ba da yue count de jansi ne bu song de King Jesus to know trap ocean ဖျားတကယ်ကောင်းချစ်ပေးပါစေ ปีการชินอาเพียงอาปาวันปีเดอยากสีได้พอตอนละก้องอาชิมวันตัวเดสังเตขายบุยจนเราอาลงบ่มาพยาตะกินกองจีบีบาเซขออายาเดชิมาจนเราเนี่ยดูชีเดพยากะสังเตตชินสุตลูอาเงเดชิมาเลวิญญาณเทกะนี้สกาเปียวบีโรจนเรากูขออาปีเดพยากูจนเราพยาพิเดฮาเลลูยาอย่างขออายาเดสังเตเลอตานเอลกองนาคุมาตีเดเนาะพยาตะกินตาวิกองจีบีบาเซตาวิเบเดบีบาเซอาเมนခုမှခုချိန်မှာကျွန်တော်အကုန်လုံးအတူတူကမတ်တထကြရအောင်ဆလာဒီမှာကျွန်တော်နောက်ကိုလိုက်ခဲ့နော်ဆမလာခင်မှာဆမလာသေးဘူးဆိုတော့အခုချိန်မှာ
လိုက်လေအခုချိန်မှာနှုတ်ကပတ်တော်တရားကိုနာခံကြမှာဖြစ်တယ်အသက်ရှင်သောနှုတ်ကပတ်တော်ဒီကျွန်တော်တက်တာကိုပြောင်းလဲရှိမှာဖြစ်တယ်ယေရှုနာမ၌ရှင်ညာပါ၏လက်ခုပ်တီးပြီးတော့စကိုဖိတ်ခေါ်ကြရအောင်အဆုံးထိစအချိန်ယူမှာဖြစ်တယ် Amen Hallelujah ဘေးနာလူရင်စကားပြောရအောင် Shalom အရန်ချောတာပဲလို့ပြောရအောင်ဟာအရန်မိုက်တယ်ကွာအရန်လာတာပဲထိုလာပါကွင်ပဲဖျားရှင်နာမကိုလက်ခုပ်တီးပြီးချီးမွမ်းရအောင် Amen ဆိုတော့ပြန်ထိုင်နိုင်ပါပြီဂျေဇုတင်တယ်ဆိုတော့ရှေးဦးစွာဒီလိုချိန်ကခွင့်ကောင်းပေးတဲ့ဖျားရှင်နာမတော်ဘုန်းကြီးပါစေဒုတိယအနေနဲ့ဒီလိုနေရာမှာကျွန်တော်ကိုဝင်ငါခွင့်ပေးတဲ့ဒီမှာရှိတဲ့အမှုတော်ဆောင်နေဆရာတွေတယောက်စီတိုင်းကိုဂျေဇုတင်ကြောင်းပြောချင်တယ်မလေးရှားလာတိုင်းမှာတင်းတော်ကိုမြဲတဲ့ကြိုးဆိုပြီးတော့ဗောနော်နေရာပေးတဲ့ဒီမှာဆရာတွေအားလုံးနဲ့သူဒီမှာလာရောက်တဲ့သူတယောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေဘေးနာလူရင်ပြောရအောင်ကောင်းကြီးနဲ့ပြန်ပါနော်တရားကချင်းစကားမပီတပီပြောတော့ကောင်းကြီးပြောချင်ကောင်းကြီးနဲ့ပြန်ပါနော်ဆိုတာဆရာလည်းအယံမိုက်တယ်မိုက်တယ်မိုက်တယ်နော်ဆိုတော့ဇာပါတယ်နော်ဆိုတော့တကယ်ဆက်စီကိုလာတဲ့အခါမှာဒီကပထမဆုံးတော့မြန်မာစီစဉ်မှာဝိပုခွင့်ရတယ်တကယ်စိတ်လှုပ်ရှားတယ်အထူးသဖြင့်ဆရာတွေရဲ့မြန်မာစကားပြောပုံပိုစိတ်လှုပ်ရှားတယ်ဟာလေလုယာလွတ်မြောက်ခြင်းနဲ့ပြန်ရမှာအာမင်ဘေးနာလူပြောင်းမလွတ်မြောက်မခြင်းမပြန်ရဘူးဟာလေလုယာနော်မလွယ်ဆန်ပါဘူးတိပါတယ်ဆရာတွေအတွက်လည်းရှိသမျှတကိုးတွေအကုန်ထုတ်တာပဲနော်တနေ့ကျတော့ထိုင်းမှာကျွန်တော်ဦးလေးဆရာခိုင်ရိုစီမှာတွားပြီးဝင်လာတော့သူတို့လည်းအဲ့လိုပဲမြန်မာလူအစီအစဉ်ကိုလုပ်တဲ့အခါမှာသူတို့ကျတော့လည်းလာရောက်ပါဝင်တဲ့လူကကရင်တွေလည်းများတယ်မွန်လည်းရှိရရခိုင်လည်းရှိတဲ့အခါကျတော့မြန်မာလူဖျားရှိခိုးတော့တပါပတိကဒီကျွန်တော်နှုတ်ကပတ်တော်မခေါ်ခင်မှာအဲ့နေ့ကလည်းဖခင်များနေဖြစ်နေတယ်အဲ့တော့ကျွန်တော်ကလည်းလူပြိုလေးပေါ့နော်2016ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကိုသူကဖခင်များနေဆိုပေမဲ့ဖခင်မဖြစ်သေးတဲ့ဆရာကိုလည်းကြိုးဆိုခြင်းတယ်ဆရာလည်းတနေ့ဖခင်ဖြစ်လာမှာဆိုတော့ဖခင်လောင်းလို့ပြောချင်တာဖခင်အလောင်းဖြစ်တယ်ဆိုတော့ကိုကမသိမตาကြီးကြနေတာပဲပေါ့နော်ဖခင်အလောင်းဆိုအေးငါအလောင်းကြီးကွာလို့သိလားတရေကြီးပဲဆိုတာမျိုးပေါ့နော်ဆိုတော့သူအော်တိုမက်တစ်နဲ့ဒါပေမဲ့သူတို့ပြောတာကိုနားလည်နေတဲ့အတွက်ဒါကအပြစ်မမြင်ပါဘူးချစ်ချင်တာပဲသိတယ်နော်ဘေးနားလူပြောရအောင်အပြစ်မမြင်ပါဘူးချစ်နေတယ်နော်အာမင်တကယ်ရန်ခွန်အားရတယ်တကယ်ဆရာတွေလည်းကျွန်တော်နေရာမှာချင်းလို့ပြောအရန်ကိုချင်းစားမယ်လို့ယုံကြည်လာတယ်ဟာလေလုယာဒါပေမဲ့ကျွန်တော်ကလေခုနဆရာပြောလို့ပဲသူမြန်မာလိုဝိပုချင်းလွန်သူပို့ပြီးတော့လွတ်မြောက်လာတယ်လို့ပဲကျွန်တော်လည်းချင်းလို့ပို့ပြီးတရားဟောတဲ့ခါကျပို့လွတ်မြောက်တယ်လို့ခံစားရတယ်ကိုတက်ကျွမ်းတဲ့ဘာသာထက်လေကိုမတက်ကျွမ်းတဲ့ဘာသာနဲ့ဟောရတာပို့ပြီးတော့ mic တယ်နော်အဲ့ဒါအာမင်ဆိုတော့ကျွန်တော်ကိုတော်တော်များများသိကြပြီလို့ထင်ပါတယ်နော်ဆိုတော့ကျွန်တော်နည်းနည်းလေးတော့ပြန်မိတ်ဆက်မယ် Joshua မောင်လို့ခေါ်ပါတယ်ရန်ကုန်ခရစ်ယာန်တင်းတော်မှာလက်ထောက်သင်ရောက်ဆရာဖြစ်ပါတယ်အမေမိခင်နဲ့အတူအမှုတော်မြတ်မှာပါဝင်နေတာ10နှစ်ဝန်းကျင်ရှိနေပြီဖြစ်တယ်ဆိုတာကိုလည်းထပ်လောင်းပြောချင်တယ်မလေးရှားရောက်လာကျွန်တော်သက်17ကြိမ်မြောက်ဖြစ်တယ်ဒါကြောင့်ကျွန်တော်မြန်မာလိုတော်တာကရန်ကုန်မှာမွေးပြီးရန်ကုန်မှာကြီးပြီးရန်ကုန်စားလို့ငပိစားလာလို့တော့မဟုတ်ပင်မဲ့ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မြန်မာလိုတော့မှုထွတ်နေပါတယ်လို့ဇုံမီစကားတော့ကျွန်တော်တို့လည်းတခါကျရင်ဇုံမီလို့ပြောချင်တဲ့ခါမှာ zombie တော့ဖြစ်နေတယ်နော် zombie တောင်ဖြစ်သွားတတ်တယ်ပေါ့နော်ဆိုတော့ဖခင်ယေရှုတော်ကြောင့်ဒီနေရာကိုပြန်ပြီးပို့ဆောင်တယ်ယေရှုတော်ကြောင့်ဖခင်ရှင်ကမိမတယောက်ပေးထားတာဖြစ်ပါတယ်လို့နော်2ယောက်မဟုတ်တဲ့တယောက်ပေးတယ်သမီးယတနာလေး2ယောက်နဲ့အတူကျွန်တော်တို့အမှုတော်မြတ်မှာပါဝင်နေတာဖြစ်တယ်တယောက်ဆရာတယောက်ကသူ့တက်သိခံခနဲ့သူလဲစော်ဘွားနေတက်လာတဲ့ခါမှာမြန်မာစီစဉ်မှာသူ့တက်သိခံခိုင်းနေသူတရားဟောအစင်မပြောဆိုကိုတန်းတည်နေတဲ့ခါတကယ်တက်သိပဲရင်ခံနောက်ပတ်စင်ပင်တရားဟောခိုင်းမယ်ပြောတော့သူကလည်းတက်သိခံနဲ့ဖျားခင်ကျွန်တော်ကိုတဲ့မိသားစုပေးတယ်တဲ့ဇနီးတစ်ကောင်နဲ့သူသမီး3ကောင်ပေးပါတယ်ဆိုတော့ကိုပါဟိုတာမီတွေကပါအကောင်ဖြစ်သွားတာပေါ့နော်ဆိုတော့ဗောနော်အဲ့လိုမျိုးလေးတွေရှိပါတယ်နော်ဆိုတော့ဒီထက်ပို့ပြီးတော့အရန်စိတ်ဝင်စားစရာမြန်မာစကားတွေအများကြီးရှိသေးတယ်မပူပါနဲ့
ဒီနေ့သင်အားနဲ့ချက်ကဖခင်ကအားသာချက်ဖြစ်စေမှာဖြစ်တယ်အားနဲ့ချက်မှာစုံလင်သောအခွင့်ကိုရှင်ပေါလုကနှစ်ကောထဲမှာပြောပြီးသားကျွန်တော်တို့အားသာချက်ဖခင်ပေးမှာဖြစ်တယ်အာမင်သင်အားနဲ့ချက်ကိုမကြည့်ပါနဲ့ဘယ်နှလို့ပြောရအောင်အားနဲ့ချက်ကိုမကြည့်နဲ့ဟုတ်ပြီအချိန်သွားနေဖြစ်တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်သူကဖတ်ရအောင်နော်ကျွန်တော် PowerPoint လေးတော့ကျွန်တော်နည်းငယ်ပြင်ဆင်လာတယ်ကျမ်းစာလည်းဂျေဇုပြုရဲ့media team တွေထိုးပေးစီချင်ပါတယ်ဒီနေ့ယူဆောင်လာတဲ့နှုတ်ကပတ်တော်ကတော့ယေရမိ29အပိုင်ငယ်7ဖြစ်တယ်ကျွန်တော်ချင်းလို့မြေတော့ဝင်ကနေကြဖြစ်ပေမဲ့ဒီနေ့မြန်မာလိုနဲ့ကိုယ့်ရဲ့စိတ်တိုင်းကြပုံစံနဲ့ပြန်ပြီးဖျားဖွင့်ပြတဲ့အရာနဲ့တွဲပြီးကျွန်တော်ပြန်ပြီးတော့ဝင်ကချင်ပါတယ်ဒီနေ့ယေရမိအနာဂတ်ကျမ်းအခန်းကြီး29အပိုင်ငယ်7တကယ်လို့မြန်မာကျမ်းစာလေးရှင်တစ်ချက်ကျွန်တော်ကိုဖွင့်ပေးစီချင်တယ်မရှိကျွန်တော်ဒီကနေအရင်ဖတ်ချင်ပါတယ်တဖန်မိန်တော်မူဒီကငါဒီတင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲတင်တို့ဒီမျောလင့်သောအကျိုးကိုရမည်အကြောင်းငင်ဝစ်စေခြင်းကသာတင်တို့အဖို့ကြံစီသောကြံတို့ငါသိ၏တဲ့အစားတော့ကျွန်တော်ပါပွင့်ပြင်ဆင်လာတာတခုဖြစ်တယ်ဒါပေမဲ့လမ်းမှာတွိုင်းနေဖခင်ကဒါပဲဝေငါပေးပါကျွန်တော်ရွတ်ဆန္ဒမှာလည်းဒါဝေငါတယ်ခုနဆရာပြောလို့ကျွန်တော်ရွတ်ဆန္ဒတကယ်တမ်းပုံမှန်ကနေ့လယ်2 နာရီဖြစ်တယ်ဖျားရှိခိုးကဒီနေ့မှပဲသူတို့က8 နာရီပြောင်းသွားတဲ့အခါမှာတဘောကသူတို့အိမ်ရှင်အသင်းတော်ကသူတို့ဖျားရှိခိုးရှိတယ်ဆိုပြီးပြောလာအခါမှာကျွန်တော်ကဇစီရီနဲ့ကျွန်တော်တိုက်နေတယ်အစင်မပြောကမှာမဟုတ်ဘူးဆရာကိုအချင်းအရင်ပေးမယ်ဆိုပြီးကျွန်တော်လဲဆရာပီတာလမ်ဝဲစီစာလေးပို့ပြီးကျွန်တော်အရင်ခွင့်တောင်းတော့မှသူကအစင်ပြေပါတယ်ပြောမှကျွန်တော်က confirm ပြန်ဖြစ်တာဖြစ်တယ်ဒါကြောင့်လဲအဲ့ဒီတော့လဲနောက်ကြတဲ့တော့လဲတောင်းပန်လိုပါတယ်ဆိုတော့ဖျားရှင်နာမ၌ခွင့်လွှတ်ပေးပါအာမင်ဆိုတော့ဘောနော်ဒါကြောင့်ဖျားကဒီနှုတ်ကပတ်တော်ဖွင့်ပြတယ်ယေရမိစီကိုကျမ်းစာရောက်လာတယ်တဖန်မိန်တော်မူကငါဒီတင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ဘူးလို့ပြောပါတယ်ဒီနေ့ဖျားခင်ကျွန်တော်တို့ပုံမှာပေးတဲ့အကြံစီဟာ not to destroy အကျိုးနည်းဖို့လုံးဝမဟုတ်ဘူးတာ၍ကောင်းသောအရာတွေဖြစ်တယ်ဘယ်နှလူပြောရအောင်တာ၍ကောင်းသောအရာဒီနေ့ခေါင်းစဉ်လေးကပါလဲဆိုတော့ your future is beautiful သင်ရဲ့အနာဂတ်လှပတယ်ဆိုတာနဲ့ပြန်ပြီးခွန်အားပေးခြင်းနဲ့ဘာကြောင့်ဒီအရာပဲထွက်လာတယ်လဲဆိုတော့လက်ရှိကျွန်တော်တို့ရဲ့အခြေအနေအရာကတော့လုံးဝကိုမကောင်းပါဘူးမလှဘူးစိုးတယ်နိုင်ငံကြီးအခြေအနေမကောင်းဘူးရွာတွေမှာမီးတွေရှို့ခံရတယ်စစ်ဘေးရှောင်တွေများလာတယ်ဘဝကြီးကလေလုံးဝကိုခက်ခဲလာတယ်ကြမ်းတမ်းလာတဲ့အခါမှာဖခင်ကိုကျွန်တော်တို့မေးခွန်းထုတ်တတ်ကြတယ် Where's my future ငါအနာဂတ်ဘာမှလဲဒါပေမဲ့ဖခင်ကကျွန်တော်တို့ကိုယေရမိ29 7မှာပြောတယ်ဘာပြောလဲငါဒီတင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီတော့အကြံမဟုတ်ဘူးတဲ့မျောလင့်တော့အကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းကသာတင်တို့အဖို့ကြံစီတော့ကြံတို့ငါသိ၏တဲ့ဒီနေ့တခါတည်းကျွန်တော်တို့လူအနေနဲ့ဘာလုပ်နေလဲကိုဘာလုပ်နေလဲဆိုတာသိချင်မှသိလိမ့်မယ်ဖခင်ကတော့ तू ဘာလုပ်နေလဲဆိုတာကောင်းကောင်းလေးသိတယ်သူစီမှာအကောင်းဆုံးသောအကြံရှိတယ်ဒီနေ့ယေရှုခရစ်တော်နဲ့ဒီပရမစနောနမိတ်လက္ခဏာလောက်တဲ့ကာနမြို့မှာဆိုရင်ဒီလင်မယားဟာအိမ်ထောင်တက်ခါစားလင်မယားနှစ်ယောက်ဟာကျင်စဇနီးမောင်နဲ့နှစ်ယောက်ဟာရှယ်နဲ့သူတို့ကတဲခင်းကျွေးမွေးတယ်ဝိုင်စပြည့်ဝိုင်ကိုလည်းအကောင်းဆုံးသူတို့လှုပ်ပင်မဲ့ကောင်းတဲ့အရာကိုလှုပ်ပင်မဲ့ကုံသွားတဲ့အခါမှာယေရှုခရစ်တော်ကစပြည့်ဝိုင်ရဲ့အိုးတွေကိုဖြည့်ခိုင်းတယ်ဘာနဲ့ဖြည့်ခိုင်းလဲရေနဲ့ဖြည့်ခိုင်းတယ်အော်စရာပဲအဲ့ဒီနေရာမှာတင်သားဆိုယေရှုထဆဲနေလောက်ပြီဒီဘိုးတော်အယူကြီးလားမသိဘူးငါတို့လိုတာဘာလဲစပြည့်သူဖြည့်ခိုင်းတာပြောရအောင်ဘေးနာလို့နည်းနည်းလေးလွဲနေတယ်လို့ပဲဒါပေမဲ့ဖခင်ရဲ့အကြံစီကမလွဲဘူးကြီးမားတယ်အာမင်ထုံနာမကိုလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်ဘေးနာလို့ပြောအောင်ဖခင်တင့်ပေါ်မှာအကြံစီကြီးမားတယ် yesအဲ့ဒီကာနာမြို့မှာပြဿနာကစပြည့်ဝိုင်ကုန်သွားပြီနောက်ကျတဲ့ဖွဲ့မရတော့ဘူးကောင်းကြီးဆိုတာလဲနောက်ကျတဲ့ဖွဲ့မရဘူးနော်အာမင်တိုက်ဆိုင်မှုရှိသီးဆောင်ရအောင်ဟာလေလုယာခုနဆရာပြောတယ်ဖះเจ้าလာဖို့ခေါ်နေရတယ်အဲ့ဒီမှာဘယ်သူပါလဲတော့မသိဘူးကျွန်တော်တော့မပါဘူးဒါပေမဲ့ကျွန်တော်အသင်းတော်အသင်းသားတွေကဖះเจ้าလာနေလို့တားနေရတယ်မလာနဲ့တော့အားကြောင့်လဲရက်ကွက်အုပ်ချုပ်ရေးမှုတွေကိုယ်တိုင်ကဖះเจ้าတက်ခွင့်အောင်ပိတ်တယ်သူတို့နေတာရွှေပြည်သာလော်ကကျွန်တော်ဖះเจ้าကစမ်းချောင်းရန်ကုန်ရောက်ဘူးကြလားအားလုံးစမ်းချောင်းမှာရောက်ဘူးကြမရောက်ဘူးရောက်ဝဲလို့ရှိမယ်စမ်းချောင်းနဲ့ယူဇနာလည်းဝေးပဲယူဇနာဆိုတာချင်းရွာစမ်းချောင်းဆိုတာကချင်းရွာမှတ်ထားရွှေပြည်သာဆိုတာဗမာရွာ
နော်ဆိုတော့အဲ့ဒီနေရာကနေရောက်လာတာကား2 နာရီစီးရတယ်ဇက်စီအေးကတင်အိမ်ထိတ်ကနေဘတ်စီစဉ်ပေးတယ် YCC ကျွန်တော်အတင်းတော့ဘာမှမစီစဉ်ပေးဘူး line ကားနဲ့2 နာရီလာတယ်အဲ့ဒါတော့မနှဲခေါ်နေရတာဟေးထုံနိုင်လုံးမထသေးဘူးလားဖျက်အောင်တော့မယ်ဖြစ်နေတယ်ကျွန်တော်လူတွေကြတော့ဟဲ့အန်ဒီလာရစင်ပြေလားလာလို့စင်မပြေမလာနဲ့နော်အဖမ်းခံရမယ်နော်ဖျက်ရှိကိုကတော့အဖမ်းခံရတဲ့ချိန်ဖြစ်သွားပြီတောက်ကြနဲ့အစာရှောင်ဆူတောင်းလာတယ်သူတို့ကရှောင်ပြီးတော့ကိုလာတယ်ကိုရီးယားတော့အစာကိုစောင်ပြီးလာတယ်လက်ကဆောင်လာလားဘိုက်ထဲမှာဆောင်လာလားတော့မသိဘူးဆောင်တော့ဆောင်လာတာပဲနားလည်းတော့ဖျားကောင်းကြည့်ပေးပါစေပြောတော့ပြောမယ်အမီတော့မဖော်လို့ပါဘူးဆိုတော့အခြေအနေအဲ့လိုဖြစ်နေတယ်ကာနာမြို့မှာစပြည့်ဝိုင်ကုန်တဲ့အချိန်မှာယေရှုခရစ်တော်ကကဲဒီစပြည့်ထဲမှာရေတွေဖြည့်ပါဆရာပီတာလမ်ဘွဲရဒီမှာဒါမှဆရာမုံပီရဒီမှာကုန်သွားတဲ့ဟာကိုငါတို့ကကုန်တာကိုကာကိုလာဟဲရေဖြည့်ပါလို့ပြောရင်လှုပ်တဲ့လူတွေကဟဲ့ဒီဆရာเนี่ยအယူကြီးလားမသိဘူးကောက်ကြောင်လဲပြောရင်ပြောမှာတော့တင်ဒါပေမဲ့ယေရှုခိုင်းတဲ့အတိုင်းလှုပ်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲရေကနေပြောင်းသွားတယ်ပြီးတော့တဲခင်းလိုက်တဲ့အခါမှာပြိတ္တတွေကဘာပြောလဲဟာသူများပွဲတွေကအကောင်းဆုံးစပည့်ကိုအရင်တဲခင်းတယ်မင်းတို့ကဘာလဲအကောင်းဆုံးနောက်မှတဲခင်းတာလားတဲ့ဖျားလှုပ်တာအံ့ဩဖွယ်ဖြစ်တယ်ဖျားလှုပ်လိုက်ထူးဆန်းတယ်ဗျဒီကျွန်တော်ယောသအတ္တလေးကိုခဏကြည့်ရအောင်တဲ့အနာဂတ်လာပါတယ်ဆိုတဲ့အထဲမှာနံပါတ်1အချက် next powerpoint သွားပေးပါ your future is designed by God တဲ့အနာဂတ်ကိုနံပါတ်1ချက်ကဖျားကိုယ်တိုင်ရေးဆွဲထားတယ်ဘယ်နာလို့ပြောရအောင်တင့်ကိုဖျားရေးဆွဲထားတာနော်တင့်ကိုတင့်အမေကမရေးဆွဲဘူးပုံမဖော်ပေးဘူးတင့်အဖေကပုံဖော်ပေးတာမဟုတ်ဘူးကျွန်တော်အမျိုးသမီးဆိုကလေးမွေးတဲ့အချိန်မှာ तू အမြဲတမ်း तू လေ့လာတဲ့ခါကျ Google တွေမှာ तू လေ့လာတယ် YouTube တွေမှာကြည့်တဲ့ခါတော့ကလေးခေါင်းပုံသွင်းတာ तू အရင်သဘောကျတယ်ဆိုတော့ကျွန်တော်ကိုဘာဝယ်ခိုင်းလဲဆိုတော့ပုံသွင်းခေါင်းအောင်ကိုခေါင်းကိုကြည့်ပြီးမလိုက်အဲ့ဒါမိဘနဲ့ဆိုင်တယ်ဆိုတော့အဲ့ပုံသွင်းခေါင်းဝယ်ပေးတဲ့ခါမှာကျွန်တော်အမျိုးသမီးအရင်ကြည့်နေတယ်လို့ကျွန်တော်လည်းကိုသမီးလေးလာတော့ကြည့်နေတယ်ထိုနည်းလည်းကောင်းမဲ့အဲ့ဒါအရေးမကြီးဘူးအရေးကြီးဆုံးတော့အရာကကျွန်တော်တို့ကဖခင်သားသမီးဖြစ်တယ်ဆိုရင်ဖခင်ကကျွန်တော်တို့ကိုရေးဆွဲထားတာတင်ဘဲပုံပဲပေါက်နေမလေးစေဖခင်ရေးဆွဲထားတာမှန်ရင်ကောင်းကြီးဖြစ်ကိုဖြစ်တယ်ကိုကြည့်ပြီးတော့ပူတယ်ရှည်တယ်ဝရတယ်ပိန်တယ်မကြည့်နဲ့ကျွန်တော်အမြဲတမ်းပြောတယ်ဒါကရှန်ထွက်ငါဝရမှာမဟုတ်ဘူးရှန်ထွက်နေတာမှန်ထဲမှာကြည့်ပြီးတော့ဟဲ့ငါဘက်ကပိုတွဲလောင်းကြနေလား no ကိုတော့ဂျေဇုတင်နဲ့ရှန်ထွက်ပြီးနေတာ abundant blessing amen ရှန်ထွက်လားရှာထွက်လားကဲဘယ်နှလူပြောရှန်ထွက်လားရှာထွက်လား hallelujah နောက်ဆုံးဆရာငယ်လေးတခြင်းထွက်ထားတယ်လေပါလေယုံကြည်ခြင်းနဲ့ရေးဆွဲဒါပဲဖခင်ကတင့်ကိုရေးဆွဲထားတာပုံသွင်းထားတာ he design you ဖခင်ပုံသွင်းထားတာအရင်လာတယ်အေဖက်နှစ်30မှာကြည့်ရအောင်အေဖက်နှစ်30မှာကျမ်းစာ next ရှိလားမသိဘူးအော်မရှိဘူးဟုတ်ပြီကျွန်တော်မြန်မာလူတရားနေပဲကျွန်တော်ဖတ်ပါမယ်အဘယ်ကြောင့်နည်းဟုမူကားငါတို့ဒီကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ကျွန်တော်တို့ကခရစ်တော်အထဲမှာဖန်ဆင်းခြင်းခံရတဲ့လူတွေဖြစ်တယ်တင့်ကိုတင့်မိဘတွေကဖန်ဆင်းတာမဟုတ်ဘူးသူတို့ရဲ့တာဝန်ကမွေးဖွားလိုက်ပြီးသွားပြီဒါပေမဲ့တင့်ကိုပုံရေးဆွဲထားတာအမေဝမ်းကလေးကနေယေရမိတင့်ငါမှာယေရမိကိုဖျားခေါ်တဲ့အချိန်မှာဖျားကိုယ်တိုင်ကဘာပြောလဲတင့်ကိုအမိဝမ်းကလေးကပြီးငါဖန်ဆင်းတယ်တဲ့အမိဝမ်းကလေးတင့်ကိုငါသိတယ်တဲ့ဒါကြောင့်တင့်ကို prophet ရာနိုင်ငါခန့်ထားတယ်တဲ့ယေရမိကတော့ဘာပြောလဲ I'm too young ငါငယ်သေးတယ်ငါမလုံလောက်ဘူးငါအသက်အစင်မပြုံးငါမရင်းချက်သေးဘူးပြောတဲ့အခါမှာယေရှုဖခင်ကပြန်ပြောတယ်မဟုတ်ဘူးမြို့ငါသိတယ်မြို့ငါယူထားတယ်ဒါကြောင့်တင့်ကိုပုံဆွဲတဲ့လူတင့်ကိုပုံဖော်တဲ့လူကမိဘမဟုတ်ဘူးတင့်ချစ်သူမဟုတ်တင့်ယောက်ျားတင့်မိန်းမမဟုတ်ဘူးဖခင်ဖြစ်တယ်နိုင်နိုင်ဖခင်ကောင်းကြီးပေးပါစေဆိုတော့အဲ့ဒီကပောက်ကျန်30ခွန်ကိုကြည့်မယ်ဆိုရင်ယောသလေးဟာသူ့ညီကိုမမတို့အရန်ချစ်တဲ့လူတယောက်လေးလူငယ်လေးတယောက်ဖြစ်တယ်ဖခင်ကသူ့ကိုအိမ်မက်ယူပါအောင်လှလှလေးပေးတယ်ပထမဆုံးသူအိမ်မက်မှတ်တယ်ဘာအိမ်မက်လဲကောက်လိုင်းတွေအားလုံးဟာသူ့အဖေတွေသူ့အကိုတွေကောက်လိုင်းတွေအားလုံးကယောသရဲ့ကောက်လိုင်းကိုရှစ်ခိုးတယ်ဒါအောင်သူအဲ့ဒီအိမ်မက်ယူပါအောင်ရတော့အရန်ပျော်တယ်ကဲအိမ်မက်မှတ်ဖူးတဲ့လူတွေရှိလားအိမ်မက်ဖခင်ပေးတဲ့အိမ်မက်လားမဟုတ်ဘူးလားဟုတ်လားကိုပြန်ဆန်းစစ်ဖို့လဲလိုတယ်နော်
ကျွန်တော်ဗမာတွေကျတော့ဗာပြောလိုက်သေးလားအိမ်မလှရင်တဲ့ကန်ဆိုးတတ်တယ်တဲ့အိမ်မက်ဆိုရင်ကန်ကောင်းတယ်တဲ့ကျွန်တော်မိမအဲ့ဒါအမြဲတမ်းကျွန်တော်လာပြောတယ်နားကြီးတလားမင်းနဲ့ဘယ်လိုဖြစ်နေလဲအိမ်မက်ဆိုတာဖျားသခင်ဖန်ဆင်းပေးထားတာဖျားပေးမှရတာလေဆိုးတာကလည်းဆိုးပေါ်အဲ့ဒီဆိုးတာကိုငါတို့ကအဲ့ဒီမှာသွားပြီးတော့စိတ်တကြနေဖို့မဟုတ်ဘူးနှုတ်ကပတ်တော်နဲ့အနိုင်ယူရမှာလေအာမင်မယုံဘူးဘာကြောင့်လဲဖခင်အိမ်မက်ကဖခင်ကိုယ်တိုင်ပေးထားတာလေစာတန်ကြီးကတော့တင့်ထဲထဲဝင်ပြီးအိမ်မက်ကိုလာပြီးဖျက်ဆီးနေမှာမဟုတ်ဘူးဆိုတော့အဲ့ဒီတမန်တော်တိရှိမှာလဲဘာရေးထားလဲဆိုတော့ဒီနေ့ prophet တွေကျွန်တော်မြင်ရမယ်အသက်ကြီးသူတွေအိမ်မက်ယူပါယုံမြင်ရမယ်အာမင်ဒါကြောင့်ဗိမာန်တော်မှာအသက်ကြီးတဲ့အဖိုးဖွားတွေအိမ်နေရင်မနှောက်ရှက်နဲ့သူတို့ကယူပါယုံမြင်နေတာအိမ်မက်မှန်နေတာအိမ်ပါစေသူတို့အကြီးကျယ်ယူပါယုံနဲ့မြင်နေတာဒီနေ့ကျွန်တော်တခါတည်းကျမဟုတ်ဘူးအိမ်မက်ဆိုတာကားတဲ့ဖျားစီရလာတာမဟုတ်ဘူးတဲ့ဖျားစီရလာမလာတာတင်းနဲ့ပါဆိုင်လေသူနဲ့ဖျားနဲ့ဆိုင်ပလေးစေလေဟုတ်ပြီအိမ်မက်အကြောင်းပြောတဲ့အခါမှာကျွန်တော်လူတိုင်းမှာတနေ့ကျရင်ဘာလုပ်မယ်ဆိုတော့အိမ်မက်ယူပါယုံမရှိဘူးလားငယ်တုန်းကပြောနေကြစကားတစ်ခွန်းရှိတယ်ငကိုကြောင့်နှင်းကြီးလိုက်ဘာလုပ်မလဲဟုတ်တယ်နော်တယောက်ကI'm doctor ဆရာဝန်လုပ်မယ်တယောက်က pastor လုပ်မယ်ဒါပေမဲ့ pastor လုပ်တဲ့လူပြောတဲ့လူတော့ရှိမှာမဟုတ်ကျွန်တော်လည်း pastor လုပ်မယ်လို့မပြောခဲ့ဘူးတယောက်ကဆရာဝန်ကျစငယ်တော့ဘာပြောတဲ့ဂိုးဓမာဆရာပြီးတယ်လည်းမဂိုးဖန်ရမ်းကြိုက်တာကျွန်တော်သူတို့နော်ဒီမှာသူတို့ football လုပ်တဲ့ခါမှာကျွန်တော်ကြည့်တော့ကျွန်တော်လည်းဂိုးဖန်တာကျွန်တော်ဒီရန်ကုန်မှာအမြဲတမ်းတပတ်တစ်ခါ hallelujah တင်းတော်နဲ့ကျွန်တော် hallelujah တင်းတော်ဂိုးဓမာလေကျွန်တော်ဂိုးအမြဲတမ်းဖန်တယ်ကွင်းကြီးရောကွင်းသေးရောဖန်တဲ့ခါမှာကျွန်တော်ရဲ့ငငယ်ကလေးကကျွန်တော်ရဲ့အိမ်မက်ကဂိုးဓမာရမ်းဖြစ်ချင်တာဒါပေမဲ့အခုကတော့ကျမ်းမာရေးရပဲစော့တယ်ဆွန့်လွတ်တယ်ဖျားနောက်လိုက်တယ်ဆိုတော့ငငယ်ကလေးလူတိုင်းကမင်းတယောက်ကဆရာဝန်ဖြစ်ချင်တယ်တယောက်ကသူ့ရည်ရွယ်ချက်နဲ့သူရှိကြတယ်သူ့ယူပါယုံနဲ့သူရှိကြတယ်ဒါပေမဲ့ကြီးလာတဲ့အခါမှာကိုထင်တယ်လို့မဖြစ်လာတဲ့လူတွေအများကြီးရှိတယ်အဲ့ထက်မှတင်ပါကောင်းပါမယ်ယောသက်ကိုကြီးလိုက်ယောသက်ကိုပြန်ခွန်အားယူရအောင်ယောသက်ကိုဖခင်ကအိမ်မလလာလေးပေးထားတယ်အဲ့လလာလေးကသူ့အကူနဲ့ရှ िख ိုးတယ်ပါညာသူပြောလိုက်တော့သူအဲ့ကပောက်30ခွန်အပိုင်ငယ်9မှာအဲ့ဒီအိမ်မက်အကြောင်းကိုပြောတဲ့အချိန်မှာသူ့အကူတွေကသူ့ဘာပြောလဲပြောလား noတာ၍မုန်းတယ်လို့ကြားရတယ်ဒီနေ့ကျွန်တော်တို့ကအိမ်မက်လာလို့ပျော်လွန်းလို့သူများကိုသွားပြီးတော့ express ဟိုကဝင်ရင်ဖွင့်လိုက်တဲ့အခါမှာသူတို့ကကိုယ့်ကိုပျော်ပေးမဲ့အစားမုန်းပါနော်တင်းကောင်းတဲ့အရာအလုံးကဖျားကိုပဲရင်ဖွင့်မယ်ကောင်းမကောင်းတင်းစိတ်တဲ့ကြနေဝမ်းနဲ့နေတဲ့အရာသူတစ်ပေါက်သွားရင်ဖွင့်သူတို့ကပျော်တယ်တင်းပျော်နေတဲ့အရာသူများရင်ဖွင့်သူတို့ကပိုတောင်းပျော်ပေးသေးတယ်သူတို့ကစိတ်ဆိုးတယ်ဘာကြောင့်လဲလူတွေရဲ့အကျင့်အဆန့်ကျင်ဘက်တင်ပျော်လဲဖះကိုရင်ဖွင့်စိတ်မကောင်းဘူးစိတ်တိုက်ကြနေလဲဖះကိုရင်ဖွင့် तू အကောင်းဆုံးပြင်ဆင်ပေးထားတယ်အာမင်အကျိုးဖះတဆွမ်းနဲ့ဖះလေးဒါကျွန်တော်အတ္တတာမှာဖះကိုပဲအမိပြုရမှာဒါကြောင့်ယောသလည်းနောက်ထပ်အိမ်မထမပြန်ရော तू အိမ်မလေးရလဲနောက်အိမ်မကသူ့အကိုရဲ့နေလာကျယ်ရီယာယောသရဲ့နေလာကျယ်ကိုရှ िख ိုးပြန်ရောပထမကတည်းကဟိုသူ့ကိုယ်ကမကြည်ပါဘူးဆိုနေမှတွားပြီးတော့ထပ်ပြောပြန်ရောအပို့ပြီးတော့ဟိုကစိတ်ဆိုးတာဒေါသထွက်လာတာဒီကောင်မဟုတ်တော့ဘူးနည်းနည်းလေးတော့လွဲနေပြီအဲ့ဒါနဲ့နောက်ဆုံးကျွန်တော်ကြော်လိုက်မယ်ဆိုရင်သူ့အကိုတွေဟာသူ့အဖေရဲ့တိုးနွားတွေကိုကြောင်းဖို့ရန်သူကဖြစ်လာတယ်အဲ့ဒါနဲ့သူ့အဖေကဣသရေလယာကုပ်ကပေါ့နော်ခေါ်ပြီးတော့ယောသယေမင်းအကိုတွေရှိတဲ့နေရာကိုသွားပါသူတို့နေကောင်းရဲ့လားအဆင်ပြေရဲ့လားသွားမေးပါလို့အဲ့ဒီမှာကျွန်တော်တို့အပိုက်ငယ်7နှစ်လောက်မှာကျွန်တော်တို့တွေ့ရတယ်ရှေခင်မြို့ကိုသွားပြီးတော့သူ့ရဲ့အကိုတွေကိုသွားရှာတယ်ဒါနဲ့သူ့အကိုတွေကိုအဲ့ဒီရှေခင်မှာမတွေ့ဘူးဒါနဲ့ तू ကသူ့အကိုတွေကိုအရန်တွေ့ချင်တာယောသကသူ့အကိုတွေကိုအရန်ချစ်တာနော်ဒါပေမဲ့သူ့အကိုတွေကသူ့ကိုမုန်းတယ်ဒီနေ့ကျွန်တော်ခွန်အားပေးခြင်းနဲ့တင်းရဲ့မိသားစုတွေတင်းကိုမုန်းကောင်းမုန်းလိမ့်မယ်တင်းကြီးကိုတွေတင်းကိုမုန်းကောင်းမုန်းမယ်တင်းအတော်တွေဦးလေးတွေအဖေမေတွေမုန်းကောင်းမုန်းမယ်ဒီနေ့တမန်တင်းကိုမမုန်းတဲ့လူတယောက်ရှိတယ်ဘာလို့လဲသိလားယေရှုခရစ်တော်ဖခင်ဖြစ်တယ်ထိုနာမလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်ဘေးနာလူတွေတင်းကိုဘလောက်မုန်းခရစ်တော်တင်းကိုလုံးဝမမုန်းဘူးနော်အရှိကိုအရှိလက်ခံတဲ့ဖခင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာကယောသကိုပြန်ပြီးဆင်ခြင်မယ်ဆိုရင်ယောသရှေခင်မျိုးရောက်တယ်သူ့အကိုတွေကိုရှာတယ်မတွေ့ဘူးနောက်တော့ဘာဖြစ်လဲလိုက်မေးတယ်ငါအကိုတွေပဲရောက်သွားလဲဆိုတော့နောက်မျိုးတစ်မျိုးသူအဲ့ဒီကပတ်ဝန်းကျင်လူတွေပြောတော့ तू လိုက်သွားတဲ့ခါမှာသူ့ကိုတွေးခံဒီလမ်းဟိုတစ်ဖြက်လောက်လဲရောက်တဲ့ခါမှာသူ့အကိုတွေဟာဟိုမှာအိမ်မက်ဆရာကြီးလာပြီငါတို့တခုခုလှုပ်လိုက်မယ်တတ်လိုက်မယ်လို့ပြောတော့သူ့ကိုကြီးဆုံးနေရူဘန်ကမတက်ရဘူး
တိုက်ရင်ပါကြိုးရမှာလေနောက်ဆုံးတို့ရောင်းဖို့ဖြစ်လာတဲ့ခါမှာရောင်းစားဖို့ရတော့မရောက်ခင်လေးမှာသူ့ကိုရေတွင်းတဲ့ချပလိုက်တယ်ဆိုတော့နံပါတ်1 next ကိုသွားမယ်ဆိုရင်ခေါင်းစဉ်နောက်တစ်ခုကဘာလဲဆိုတော့ challenges will come but they are part of the process စိန်ခေါ်မှုများသူဖတ်ရအောင်စိန်ခေါ်မှုများရှိလာမည်ဖြစ်တော်လဲအဲ့ဒီစိန်ခေါ်မှုတွေကလုပ်ငန်းစဉ်ရဲ့ဘာလုပ်ငန်းလဲဒီလားတင်းအနာဂတ်ပါတဲ့လုပ်ငန်းရဲ့အစိတ်ပိုင်းဖြစ်တယ်စိန်ခေါ်မှုရှိမှဘဝကလာတာဗျ life without challenge is boring လို့ခေါ်တယ်အင်္ဂလိပ်လိုစိန်ခေါ်မှုမရှိတဲ့ဘဝဟာပြင်းစရာကြီးပါစိန်ခေါ်မှုမရှိတဲ့ဘဝကဲစိန်ခေါ်မှုမရှိတဲ့လူတွေလက်ထောင်ရအောင်ဘယ်သူတွေလဲဂျေစုတော်ပဲမထောင်ကြအောင်နော်အကုန်လုံးစိန်ခေါ်မှုတွေအများကြီးပဲဘာစိန်ခေါ်မှုလဲ UN စိန်ခေါ်မှုဟဲ့နော်နိုင်ငံရေးစိန်ခေါ်မှုအသင်းတုပ်တဲ့စိန်ခေါ်မှုဆယ်ဘုတ်ဘုတ်မမှန်တဲ့စိန်ခေါ်မှုဟုတ်လားလူငယ်မပေးနိုင်ဖျားပေါ်သစ္စာမရှိနိုင်တဲ့စိန်ခေါ်ဒါတွေအားလုံးစိန်ခေါ်မှုပါမိတ်ဆွေအပြစ်ဆိုတဲ့အရာအားလုံးကလည်းစိန်ခေါ်မှုပဲမင်းနဲ့လူတိုင်းကတော့ဘယ်သူမှမဖြူစင်နိုင်ဘူးဒါပေမဲ့အသက်နိုင်ဆုံးတော့အ ਨੇ ဆုံးဖြစ်အောင်ကြိုးစားရမယ်လူတိုင်းကအပြစ်ကိုမကျူးလွန်တဲ့လူမရှိဘူးနော်ဒါပေမဲ့အ ਨੇ ဆုံးဖြစ်နိုင်အောင်ကြိုးစားရအောင် hallelujah yes no one is perfect ဘယ်သူမှမပြည့်စုံဘူးလေ only Jesus ယေရှုခရစ်တော်ကပဲပြည့်စုံတယ်ဆိုတော့အဲ့ဒီယောမအခန်းကြီး9အပိုက်ငယ်3မှာဗာပြောလဲဆိုတော့ထိုမြမကားတဲ့ဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်တီးခံခြင်းကိုပြုစုတတ်၏ဂျေဇာယောသကဘလောက်ဒုက္ခဆင်းရဲခြင်းခံရလဲအကိုအရင်တည်းကသူ့ကိုရေတွင်းနဲ့ပြစ်ချပလိုက်တယ်လောင်ထားတာကျွန်တော်ဘယ်သူ့ကိုသွားမမိလဲဆိုတော့ကိုမမိလိုက်တယ်ကျွန်တော်ငယ်တော့အဖေစကားနားမထောင်အဖေဘာလုပ်လဲရေချိုးခက်နဲ့ကိုလောင်ထားတာကိုရဲ့အထက်ကနေအားပြေးခဲ့ပါဆိုပြီးတော့အော်နေတာအဖေကလည်းမကြည့်ဘူးသင်ခန်းစာပေးတာအပန်းတို့ယောသနဲ့တူတူပဲယောသလည်းဘယ်လောက်သူခံစားရမလဲတင်အောင်ခံစားဘူးလားတော့မသိဘူး yes အဲ့ဒီစိန်ခေါ်မှုယောသနောက်ဆုံးကိုပြောမယ်ဆိုရင်တခြားပြည်ကနေလာတဲ့ကုန်တယ်အဲဂုတုကုန်တယ်တွေကိုရောင်းစားပစ်လိုက်တဲ့အခါမှာအဲဂုတုကလူတွေကလည်းပေါ်တီဖာစီရောင်းစားလိုက်တယ်ညီအကိုအရင်ခောက်တောင်မှရောင်းစားရတဲ့အကိုတွေတော်လေးနော်ဘလောက်တောင်ရောတက်ကမင်းမှာပဲဖះကိုငါဘာများမားလို့လဲဘေးနားလူပြောရအောင်ငါဘာများမားနေလို့လဲတင်လဲတင်ကိုတင်မင်းနေမှာပဲငါတို့နိုင်ငံဒီလိုဖြစ်တာငါဘာများမားနေလို့လဲငါ UN ကတ်မရတာငါဘာများငါချစ်မရတာကိုဖြေပါကျွန်တော်တော့မပါဘူး hallelujah yes ဘယ်နာလို့ပြောနည်းနည်းလေးလွဲနေတယ်အများကြီးမဟုတ်သေးနော်နည်းနည်းလေးထစလွဲနေပြီကျွန်တော်ကားတစ်စီးရှိတယ်ဆိုရင်ကျွန်တော်ဆို alignment ကိုအရင်တဘောကြတယ် alignment ဆိုတာဘာလဲသိလားကားမောင်းနေရင်လည်းသူ့ကသူအောက်ကိုဆွဲချတာက alignment လိုတယ်လို့ပြောတယ်အဲ့ဒါမှန်အောင်တက်စတီယာနိုမကိုင်တော့မှမောင်းနေတက်ဖြစ်အောင် alignment ချိန်တယ်လို့ခေါ်တယ်ယုံကြည်သူရဲ့အသက်တာကဖခင်ရဲ့နှုတ်ကပတ်တော်နဲ့တက် alignment မရှိဘူးဆိုရင်သင်ဟာအောက်ဆွဲချခြင်းခံရမှာဒါကြောင့်သင်အဲ့လိုဒုက္ခဆင်းရဲခြင်းခံရင် back to the Bible နှုတ်ကပတ်တော်ပြန်လာရအောင် back to the FB Facebook မဟုတ်ဘူး face the book ဘယ်နာလို့ပြော Facebook မဟုတ်ဘူး face the book နှုတ်ကပတ်တော်ကိုပြန်လာရအောင်အာမင်ရေးလဲတော့ခံစားပြီးဆိုရင်ဘာလို့လဲ Facebook မှာလမ်းတင်တာရေးလဲကြီးဟိုကောင်မှဘာဖြစ်ဒီကောင်မှဘာဖြစ်ငါလေးအသေးတွေကွဲပြီးတော့လေငါမပေးဆက်လိုက်ရတာဘယ်နှစ်ဘာညာနဲ့တော့သူပေးဆက်တာလေဘာဆိုင်လဲကိုနဲ့ဟုတ်တယ်မလားကြီးရေးလဲရင်ဖွင့်တာသိလားမသိကိုကပဲသူ့ကိုစားပေးဆက်ရမလို့ဘာလို့နဲ့သူချစ်ပြီးသူပေးဆက်ပြီးသူအသေးကွဲရလေကိုနဲ့ဘာဆိုင်လဲအာမင် hallelujah မပူနဲ့အဟောင်းထွက်အစ်စ်လာလိမ့်မယ်အာမင်ခုနပြောတယ်လေကာနာမှာလေအရင်ထက်နောက်ကဘာဖြစ်လဲပိုကောင်းနေရဲ့တို့နာမလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်စကားပုံတစ်ခုကြားဘူးတယ်ယောက်ျားမှန်ရင်အသေးကွဲဖူးတယ်တဲ့ဆရာကြီးတော့မသိကိုတော့ပါတယ်အဲထဲမှာ
ဒါကြောင့်အကောင်းဆုံးဖခင်ထပ်ပေးတယ်အာမင်ရှန်ထွက်ပါလေလိုက်ပွဲပါသေးတယ်တမီးနှစ်ယောက်ပါရတယ်လေဆိုတော့တခါတည်းကြရင်လေဒုက္ခဆင်းရဲခြင်းရောက်ရင်တော့အဲ့ဒီချိန်တော့မရည်နိုင်အခုတော့ကျွန်တော်တို့ဂျေဇုတော်အကြောင်းနော်ပလင်ပေါ်မှာရည်နိုင်တာနော်အဲ့ဒီတော့မှမရည်နိုင်ဘူးဗျဘာမှကိုမလုပ်နိုင်တာရည်လက်ခံစားရတာဟုတ်တာဘောတင်တို့ပဲသိမှာငါပဲသိတော့ကိုကိုခံစားတာဆိုတော့ခံစားနေလုံးသားတော့မပြအောင်ဆိုတော့ကိုကိုပဲခံစားရတာဟုတ်ဆိုတော့ယောသဟာပေါ်တိဖာစီကိုအဲဂုတ်တို့ပြောရောင်းစားခြင်းခံလိုက်ရပြီဟုတ်ပြီနော်သူရဲ့စိန်ခေါ်မှုတွေတော်တော်ပြင်းထန်တယ်နောက်ထပ် next ကိုဆက်သွားရအောင်နံပါတ်3မှာပါရေးထားလဲ PowerPoint media next ကြည့်အောင်နောက်ထပ်နံပါတ်3မှာဟုတ်ပြီအဲ့မှာကျွန်တော်မြန်မာလိုရေးထားတယ်ဒါပေမဲ့ဘယ်ရောက်သွားလဲမသိဘူးနံပါတ်3နော်ဆိုနံပါတ်3လေးတစ်ချက်သွားပေးပါ next ဆက်ပြီး next သွားပေးကြည့်ပါဦးဟုတ်ပြီကဲဖတ်ရအောင်တင်းနဲ့3တင်းလက်ရှိအခြေအနေကမတတ်မှတ်ပါဘူး hallelujahတင်းရဲ့လက်ရှိ your current circumstances or situation လက်ရှိအခြေအနေရတင်းအနာဂတ်ကိုလုံးဝမပိုင်းခြားထားဘူးမတတ်မှတ်ထားဘူးတင်းယခုဆင်းရဲလို့အနာဂတ်မှာဆင်းရဲမယ်ပြောထားလားတင်းယခု UN မရလို့လာမယ့်နေ့ရက်တွေမှာ UN မရနိုင်လို့မပြောဘူးလားကျမ်းစာမပြောထားဘူးလေဒီခုမရရင်လည်းမနေ့ဖြစ်မှာဖြစ်သွားနိုင်တယ် hallelujah ကောင်းကြီးဆိုတာက10မိနစ်10စက္ကန့်နဲ့ရသွားနိုင်တယ်တချို့ကောင်းကြီးတွေကကြာတယ်ဒါပေမဲ့ဖျားတော့ကမကြာဘူး in the quati ဘယ်နာလို့ပြော in the quati ကိုပေးတဲ့ဖျားဖြစ်တယ်အာမင်အေးအချိန်တန်လို့မစိတဲ့လူပြိုကြီးတွေတော့မသိဘူးဗျာဒါကတော့ဟိုတင်အရွေးတန်လုံးလို့လည်းဖြစ်မှာပါဆိုတော့ကျမ်းစာထဲမှာဟေရှာယမှာဗာပြောလဲဆိုတော့ဖြစ်ပူးသောအမှုတို့ကိုတဲ့ဟေရှာ43အပိုင်ငယ်18 19ဖြစ်ပူးသောအမှုတို့ကိုမအောင်မေ့ကြနဲ့ရှေးကာလဤအရာတို့ကိုပမာဏမပြုနဲ့ကြည့်ရှုလို့အမှုတစ်ကိုငါပြုမည်ယခုပေါ်လာလိမ့်မည်တင်တို့သည်အမှန်တရားကြလိမ့်မည်အကယ်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးတော်ရေကို၎င်းငါဖန်ဆင်းမည်တဲ့ထော်ဖျားရှောလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်ဒီနေ့ကျွန်တော်တို့ရဲ့ဖခင်ကအယံကိုအံ့ဩဖို့ကောင်းတယ်ဟာလေလုယာယောသလေးရောင်းစားခြင်းခံရတော့လေဖခင်ရဲ့မျက်နှာตาကသူနဲ့ရှိနေတယ်သူဖခင်ကိုစောတကမတတ်ပါဘူးသင်တို့သာအိမ်မက်တွေ share ရပြီးတော့လက်ရှိခံနေရတာကဟုတ်လားကြောက်ရွံ့ခြင်းတွေဒုက္ခဆင်းရဲခြင်းတွေဆိုဖခင်ကိုသင်ဘယ်နှခါမေးခွန်းမေးပြီးလဲပဲပြောရအောင်ကိုတော့ဘာကြောင့်လဲငါဘာများမားနေလို့လဲသင်မေးခွန်းမေးနေလောက်ပြီးကျွန်တော်သိတယ်ကျွန်တော်လည်းမေးတာပဲကျွန်တော်လည်းမေးခဲ့တာပဲအရင်ဘက်ကဆိုလည်းကျွန်တော်စိတ်ဓာတ်အရန်ကြားတဲ့အချိန်မှာဖခင်ကိုကျွန်တော်မေးခွန်းထုတ်ခဲ့တယ်ကျွန်တော်ဒီလောက်အမှုတော်ဆောင်တယ်ဖခင်နိုင်ငံတော်လှုပ်ရဲ့သားနဲ့ကျွန်တော်ဘာများမားနေလို့ကျွန်တော်ဒီလောက်တော့ pressure တိုက်ရတာလဲကိုတော့စိတ်ဓာတ်အရန်ကြားတာနော်မှုတော်ဆောင်တဲ့အခါကျရင်စိတ်ဓာတ်ကြားလိုက်မယ်သူတို့ကိုပဲကျွန်တော်တို့ဆူတောင်းပေးဖို့ရန်တော့ပဲမမျော်နဲ့ကိုလည်းတစ်ခါကသွားပြီးဆူတောင်းပေးပါအာမင် yes သွားပြီးနှစ်သိပ်ပေးပါကိုဆရာတွေကိုဆရာတွေစီကဘာရမလဲပဲမမျော်နဲ့သူတို့ဘာပေးရမလဲခုနဆရာလံပွဲပြောသွားတယ်ဘာပေးရမလဲပဲကျွန်တော်ကြည့်ရအောင်အာမင်ပေးကမ်းတော်သူများဖြစ်ပါစေ yes ပေးကမ်းတော်သူပြောတာကောင်းကြီးပြောတာနော်ဒုက္ခတော့မပေးနဲ့နေ့တိုင်းဖုန်းဆက်ပြီးတော့ဘေးကမိမထက်တောင်ဒုက္ခသွားပေးနေတော့တိတ်တော့မဟုတ်သေးဘူးနည်းနည်းလေးလွဲနေတယ်အဲ့ဒါတော့နေ့တိုင်းဟို clinic သွားမယ်ဆိုလိုက်ဟိုဘာခေါ်လဲဟို appointment ရှိတယ်ဆိုလိုက်ဆရာတွေမှာစုတော်မတောင်း appointment လိုက်ပို့နေရတဲ့ဖွဲ့ကတမျိုးကတတ်ကိုရှိသေးတယ်ကိုသွားလို့ရရတာနဲ့ဘယ်နဲ့ကွာတစ်ခေါက်ဆိုရင်ကျွန်တော်နဲ့ဆရာမတယောက်နဲ့ conference တက်တာအမေကိုစားကျွန်တော်သွားတယ် entrance လဲရောက်ရောသူကအမေအရွယ်ရှိတဲ့လူကလည်းနှုတ်နေတာကိုကလည်းရင့်နေလာတော့မလို့ဟဲ့လင်မယားလားဆိုပြီးထမေးရောဟိုကဘယ်နဲ့လင်မယားမလဲဆရာမဘယ်လိုဖျားမလဲအတော်လို့ဖြစ်လေနေရလဲတဲ့ငါတို့လင်မယားထင်အောင်မယ်တဲ့ဆိုတော့ထင်ချင်တိုင်းကောက်ထင်တာပေါ့ဒါကြောင့်ဆရာနဲ့ကိုကသွားတာမဟုတ်ဘူးဟိုကအမျိုးသမီးတယောက်သူ့ကို appointment ပြပြီးမသိဘေးနာလူရတဲ့မသိရင်ဒီနေ့ကလင်မယားပေါ့ဆရာကလင်မယားဖြစ်သွားမသိမတာနဲ့အဲ့တခါတည်းဆရာတိတ်ခါတွေပါကြောက်ဟုတ်ဘူးဒီနေ့ကိုလုံနိုင်တဲ့အရာကိုလုပ်ဖို့အရင်ရေးကြည့်တယ်ကိုအမှုတော်ဆောင်လို့ဆူတောင်းပေးမယ်သူတို့ကိုထောက်ပံ့ပေးရမယ်အာမင်သူတို့ကရှိလို့တင်တို့ကိုလှုပ်ပေးနေတာမဟုတ်ဘူးချစ်လို့လှုပ်ပေးနေတာဟာလေလုယာ yes ယောသလီဘလောက်ပဲသူအကိုတွေရောင်းစားနေပလေစေသူချစ်နေတယ်ဒါကြောင့်ဖခင်မျက်နှာตาရောက်တော့ကျွန်နေရဲ့ခေါင်းဆောင်ရာထိုးရတယ်ဟာလေလုယာကျွန်နေရဲ့ခေါင်းဆောင်ရာထိုးသူရတယ်ဘာကြောင့်လဲ
ယောမ8:28မှာဘုရားသခင်ကိုချစ်တော်သူတည်ဟုသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူ၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တညီတညွတ်တဲ့ပြုစုကြ၏တဲ့ဟာလေလုယာဒါကြောင့်ကျွန်တော်တို့လက်ရှိအခုကြည့်လိုက်ရင်တချို့ပြောတယ်လေ UN ကိစ္စအခုကျွန်တော်တို့ဟိုဘက်ကအမေရိကန်မှာဘိုးတော်ကြီးတက်လာတဲ့အခါမှာအားလုံးကနော်မျောလင်းချက်တွေကုံဆုံးသွားကြတဲ့ဖွဲ့ရှိမယ်မကုံဆုံးပါနဲ့တင်ကောင်းကြီးရတော့ရပြီးတော့မျောလင်းချက်ကုံဆုံးမှလာပြီးအကြီးကျယ်ဖះအောင်ဒုက္ခပေးမဲ့အဖွဲ့တွေတမျိုးမြန်မာပြည်ချင်းနေမကောင်းတော့ကြီးကျယ် UN မရတဲ့လူတွေ UN ရလာကြတယ်ဟုတ်တယ်နော်မထွက်နိုင်တဲ့လူတွေထွက်နိုင်ကြသွားတယ်လေအခုမှဟိုကဒေါ်နယ်ထရန့်ကြီးတက်လာတဲ့ခါမှာအကုန်လုံးပိတ်တယ်ဆိုမှစိတ်တကြီးတွေဘုံဘုံပြစ်လဲပြီးတော့မသိသူတို့ကပဲဘာစူးစမ်းထားလို့မဟုတ်ဘူးအရာအလုံးကဖះလက်ထဲမှာရှိတယ်တချို့လူတွေကလာသေးတယ်မေကျွန်တော်အမေရိက2018သွားတော့တော့အိမ်မှာသွားဆူတောင်းပေးရပါပဲသူတို့ကလည်းစိတ်ထဲမှာကဆရာတွေလိုင်း love gift ပေးရမယ်ပေါ့ဆိုတော့ဘာပြောဆိုဆရာထောင်းတော့ငါစီမနေပေးဖို့ love gift မရှိဘူးနော်ငါတို့အရန်ခက်ခဲနေတယ်ဆိုတော့အမေရိကလူကခက်ခဲငါတို့မြန်မာလူကတထောင်စားဖြစ်နေပြီဟေးလို့ကျွန်တော်လည်းပြန်ပြောတယ်ဖုန်ဖုန်ချက်ချက်တဲ့အဖွဲတွေလေဘလို့မအဆင်မပြေနိုင်ဘူးအာမင်အဲ့ဒါလည်းမြန်မာလူဘာသာပြန်တာမလွယ်ဘူးနော်ဆရာခါကျရင်ချင်းလို့လည်းတော်တော်သုံးရတတ်တယ်အဲ့ဒါမင်းကလူပြောဖုန်ဖုန်မချက်ချက်နဲ့လို့မငီးသွားနဲ့ဟုတ်ပြီမြန်မာလိုမငီးသွားနဲ့အရက်ကိုဖုန်ဖုန်ချက်ချက်နိုင်တဲ့အဖွဲကတတ်တတ်ကိုရှိတယ်အဲ့ဒီထဲမှာသင်ပါနေရင်ကောင်းကြီးမရနိုင်ဘူးဗျဘာပဲရအမြဲတမ်းဖုန်ဖုန်ချက်ချက်တဲ့အဖွဲကတတ်တတ်ကိုရှိတာဟုတ်တယ်နော်ဖះကိုကျေးဇူးတော်မချီးမွမ်းနိုင်ဘူးလေ why မေကွန်းထုတ်ပြီးအမြဲတမ်းဖះမေကွန်းမေးတဲ့အဖွဲတွေဘယ်တော့မှကောင်းကြီးနဲ့ဖះရဲ့ကျေးဇူးတော်နဲ့မလုံလောက်နိုင်ဘူးအဲ့ဒီအဖွဲကဖះကတင့်ကိုအကောင်းဆုံးပြင်ဆင်ပေးထားတယ်ရှိတယ်မြတ်အကုန်လုံးကိုရောတိနေတယ်ဆိုတဲ့ချင်းရှိတာပဲမဟုတ်ဘူးကျွန်တော်တို့ကဘာလဲဖះကိုအမြဲတမ်းမေကွန်းတွေထုတ်ပြီးတော့မနှက်ပြန်ကြရင်ဘာစားမလဲအကြီးကျယ်မနှက်ပြန်ကြရင်ငါဘာလုပ်မလဲဘယ်ကောင်မလို့စကားတော့ပြောမလဲအကြီးကျယ်တွေစဉ်းစားနေတာဘယ် UN ကဘယ်ချင်းခေါ်မလဲဒီနေ့တင်းရဲ့မျောလင်းချင်း UN မှာမထားနဲ့ဖះစီမှာထားကျွန်တော်မြန်မာပြည်မှာ UN ကဘာလဲ United Nothing နဲ့ဒီမှာ United Nation ဆိုတော့ကျွန်တော်တို့ဒီကနေ့မြန်မာပြည်မှာပဲမဟုတ်ဘူးတကမ္ဘာလုံးမှာအားကိုးစရာကဖះပဲရှိတယ်ကျွန်တော်ဒုက္ခမရောက်လို့မဟုတ်ဘူးကျွန်တော်လည်းခုနပြောလို့ပြစ်ထားပြီးကျွန်တော်လည်း UN ထဲကိုကျွန်တော်သွားပြီးကိုကြီးတောင်းချင်တဲ့အချိန်အများကြီးရှိတယ်တခါတည်းကျရင်မှုတော်ဆောင်တာအဲ့လောက်ရှိတယ်ဆိုရင်တင်းသားတွေယုံကြည်သူတွေဘယ်လောက်ဖြစ်မလဲဆိုတော့ကျွန်တော်ကိုချင်းစားတယ်ဒါမဲ့ကျွန်တော် back to Bible နှုတ်ကပတ်တော်ကိုပြန်သွားတဲ့အခါမှာဖះခွန်အားပြန်ပေးပြီးကျွန်တော်အောင်မြင်သွားတယ်ကျွန်တော်ငိုကြွေးပြီးဝမ်းနဲ့နေချင်မှာကျွန်တော်အမျိုးသမီးကဘာပြောလဲသိလားကိုဘာဖြစ်နေတာလဲချစ်ပါလို့ပေးရမလဲအကောင်းဆုံးတိုင်ပင်ဖက်တာပဲလေတခုပဲပြောတယ်ငါ့ကိုဆုတောင်းပေးပါ pray for me ငါ့ကိုအားကြီးဖို့ရန်တောင်းပေးပါလို့ပဲကျွန်တော်ပြောတယ်ဘာမှဖြေရှင်းလို့မရဘူးလေပြဿနာတိုင်းကိုလိုက်မဖြေရှင်းနဲ့ဆုတောင်းခြင်းကအကောင်းဆုံးသောအဖြေပဲပြီးရင်ဆုတောင်းခြင်းဆိုတာကလေသင်ဖះကိုစကားပြောတာနှုတ်ကပတ်တော်ဖတ်တာကဖះကသင်ကိုစကားပြောတာဆုပဲတောင်းပြီးနှုတ်ကပတ်တော်မဖတ်တဲ့လူတွေသင်ရဘာနဲ့တူလဲဆိုတော့တဖတ်တတ်သမားတွေဖះကိုပဲပြောချင်တာပြောပြီးတော့ဖះကိုပေးမပြောတဲ့အဖွဲ့တွေအဲ့ဒါရှိတယ်မလားဒီမှာရှိတယ်ကျမ်းစာဖတ်ကြလားgroup ထဲမှာဆရာတွေပုံမှန်ဖတ်တာလေအဲ့လိုတတ်တတ်ကရှိသေးတယ်ကိုယ့်ကို personal ဖတ်တာကိုပြောတာနော်တနေ့ကိုအနည်းဆုံးတစ်ပိုက်ဖတ်လားကျေးဇူးတော်ပဲတင်လိုက်ကောင်းကြီးတက်ရောက်ပါစေမဖတ်တဲ့လူတွေလည်းဖတ်နိုင်ဖို့ဖះကောင်းကြီးပေးပါစေအာမင်တရားဝါပါပြောလဲဆရာတဲ့ကျွန်တော်ညာနေတနည်းကို8နာရီဖះကိုဖះရဲ့နှုတ်ကပတ်တော်ဖတ်ပြီးမှအိတ်တယ်တဲ့ဟာမင်းကောင်းကြီးရတာပေါ့မဟုတ်ဘူးမရတဲ့အပြင်ပိုဆုပ်ယုတ်သွားဟဲ့ဘာလဲဟာဆိုတော့ကျွန်တော်ကလေဒီကျမ်းစာကိုအိတ်တဲ့ခါဖတ်ပြီးအိတ်တာအော်အေးတော်တော်လေးထိရောက်နေအောင်မယ်နော်သူကဖတ်ပြီးအိတ်တာလေဒီလိုဖတ်ပြီးအိတ်တာမဟုတ်ဘူးသူကဖတ်ပြီးအိတ်တာတချို့ကလာလိုက်သေးတယ်နှုတ်ကပတ်တော်ခေါင်းထဲရောက်အောင်လေဒီလိုထားပြီးအိတ်တယ်ဝင်သွားလာတော့မနှုတ်ကပတ်တော်တော့ဝင်မှာမဟုတ်ဘူးတိလားတေးချတလောက်ပဲဆိုတော့လူတွေကအရန်အချောင်သမားလိုချင်တယ်တိလားဖះရဲ့ကောင်းကြီးကလေဟိုဓာတ်ရိုက်လာတယ်လို့ရှိတယ်လို့ပေးဆက်ပြီးမှရတာရှိတယ်ကျမ်းစာထဲမှာတော်တော်များများကြည့်ပေးဆက်ပြီးမှကောင်းကြီးရတာအနွန်နာခံမအနာခံမအသာဆံမယ်ဒီနေ့ကျွန်တော်တို့အနာမခံနိုင်သားမဆံပါနဲ့ချွေးထွက်များမှတွေးထွက်နည်းမယ်ချွေးထွက်နည်းရင်တွေးထွက်လည်းများမယ်သေးထွက်လည်းများမယ်ဒါရှင်းရှင်းလေးပဲဘာလို့အိတ်လိုက်စားလိုက်နဲ့အပေါ့ပဲသွားနေတာလေအဲ့လူကဘာ
ဘာမှအနာဂတ်ကမသေးချောင်းယောသက်နေမှာတင်နေကြည့်ပါလားဘလောက်တော့ဖះကိုလေဟိုလိုအဲ့ခဲနဲ့တော့ကောက်ထုံးမဲ့ဖွဲ့ရရှိသေးတယ်ယောသက်လေးခမဖះကောင်းကြည့်ပေးတဲ့အချိန်မှာစုံစမ်းခြင်းထဝင်လာတယ်ပေါ်တိဖမိန်းမတို့စားချင်လာတယ်ဖះကတနေ့တင်းကို UN နဲ့ချီးမြှောက်လို့ America ရောက်ရမယ်Aussie ရောက်သွားမယ် Europe ရောက်သွားမယ် Korea Japan ဘယ်နေရာဖြစ်ရောက်သွားမယ်ကွာကောင်းကြည့်ပေးမယ်အဲ့ဒီခါကျရင်ဖះကိုမမေ့နဲ့ကျွန်တော်တို့လူတွေကလေဒုက္ခရောက်ရင်ကြီးကျယ်ဆူတောင်းတာနော်ဟိုဘက်ရောက်သွားရင်အရက်ဆိုင်ပဲရောက်တာမင်္ဂလေးဆိုရင်လေနှခမ်းဒီမိတ်ကဆိုင်ပဲသွားနေတာတစ်ချိန်နဲ့တနာရီကိုတစ်ခေါက်လောက်သွားရင်လေနော်တရက်ကိုတစ်ခေါက်လောက်သွားမယ်မဟုတ်ကျွန်တော်ပြောချင်တာကဟိုမိတ်ကဆိုင်သွားတာမကောင်းမပြောဘူးကောင်းတယ်တင်မိတ်ကဆိုင်သွားတော့နှုတ်ကပတ်တော်စီဘယ်နှခါသွားလဲဒါပဲမိကုန်းကဒါကြောင့်ကျွန်တော်ဖះကောင်းကြီးပေးလာရင်ပေးကမ်းခြင်းမှာပို၍ပေးရမယ်အာမင်ဖះကိုလုံးဝမမေ့ရဘူးသင်ဘယ်နေရာကနေလာခဲ့လဲဆိုတာမှတ်မိရမယ်ဟာလေလုယာကိုလာခဲ့တဲ့နေရာကနေကိုမှတ်မိရမယ် yes ကျွန်တော်ဖះမြန်မာပြည်ပို့ထားတဲ့အတွက်ကျွန်တော်နိုင်ငံခြားမှာနေဖို့စိတ်ကူးလုံးဝမရှိဘူးကျွန်တော်သွားခဲ့တယ်ကျွန်တော်ခရီးထွက်တာဝါနာပါတယ်တခါတည်းကျရင်လေဒီအချိန်တွေဖြစ်မလာဘူးဆိုရင်လေအခုဖြစ်လာတဲ့ခါမှာဖះကိုကျွန်တော်မေးခွန်းထုတ်တယ်ဒီလားကိုတော့တားနေခဲရင်ကောင်းတာပဲအဲ့ဒီချိန်မှာနှုတ်ကပတ်တော်ရောက်လာတယ်မင်းဘာလို့ငါ့ကိုပုံကန်ချင်တာလဲကျွန်တော်ပြန်ဖတ်တာငါအကြံစီကအကျိုးနည်းစေဖို့မဟုတ်ဘူးတဲ့ကိုဗစ်ကာလတွေဖြစ်လာတယ်နိုင်ငံရေးကာလတွေဖြစ်လာတယ်အဲ့ဘုရားခင်တားတောင်းပန်ပါတယ်တားအားကိုးတာကိုတော်ပဲရှိတယ်အာမင်နောက်ပိုင်းဘုရားကျေးဇူးတော်ကြောင့်အမှုတော်ဆောင်တွေကဗီဇာလျှောက်တဲ့ခါမှာအခု US အတွက်ဆိုကျွန်တော်အများကြီးလာပြီးအားကိုးကြတယ်တယောက်စီဘာပြောလဲဆိုတော့ဆရာကအားကိုးတယ်နော်နံပါတ်1ပဲဆရာတဲ့မဟုတ်ဘူးမင်းနည်းနည်းလွဲနေတယ်ဖယားကနံပါတ်1ငါဗီဇာမပေးနိုင်ဘူးလို့ငါတက်ဆွဲနိုင်တယ်များကူညီပေးမယ်တပြားမှမယူဘူးဒါပေမဲ့ဗီဇာပေးနိုင်တာကဖယားပဲလို့အာမင်အဲ့လောက်ထိကူညီတောင်းလာတဲ့ခါမှာကူညီပေးတဲ့ဘန်ကောက်နဲ့ US သွားမယ့်အဖွဲ့တွေကိုယူပေးတယ်ချင်းမိုင်ကနေတော့စင်ကာပူကနေတော့မလေးကနေတော့ကျွန်တော်ကူညီပေးတယ်အဲ့သူတို့ interview ဝင်တာသူတို့ကိစ္စနဲ့သူတို့ပဲလေကိုလည်းတင်ပေးတာပဲ How are you ပြောရင် How are you ပြောရင် Are you how ဆိုပြီးပြန်ဖြေမဲ့အဖွဲ့တွေလေဆိုကိုဘလောက်တည်းကနေ training လုပ်နေပါစေရှက်ကရှက်သေးတယ်မရှက်နဲ့ပြောလဲမရဘူးမိုက်ဟိုတခါတင်ကြရင်လေသူတို့က fighter လို့ပါလို့နဲ့အဲ့နဲ့ဆရာ2ယောက်နဲ့ကျွန်တော်မလေးရှားဝင်လာတယ်တစ်ခေါက်အမီမဖော်လို့တဲ့ဆရာ2ယောက်ပေါ့နော်ဆိုတော့မြန်မာပြည်ကတဲ့ထွက်ကြတဲ့ကသူတို့ကကျွန်တော်အကြီးကျယ်အားကိုးတာကိုကလည်းကျေးဇူးတော်ပဲဗျကျွန်တော်ဖះခွဲကန့်ထားပြီးတော့ကျွန်တော်ခြင်သိပ်လို့ပဲမြင်တယ်ဟိုမှာတော့ဝတ်တုပ်လို့မြင်ဘူးကျွန်တော်ကတော့ခြင်သိပ်ပဲအာမင်Yes ကျွန်တော်ပြောရတယ်ငါရှေ့ရသွားမယ်နောက်ကလိုက်ဆိုတာဟုတ်ကဲ့ဆရာပဲအားကိုးတယ်ဆိုမြန်မာပြည်ကတဲ့အစင်ပြေနေတာကျွန်တော်ရှေ့ရသွားတာဘာဖြစ်ဘူးအေးစိတ်သူတို့တွေကကျွန်တော်နောက်ကနေလိုက်တာမလေးလဲလေလဲဆိုင်ရောသူတို့နေရာထိတ်ဆိုတာ exact လုံးစိတ်လို့ရှာလို့ပြေးတာတန်းနေပဲကိုကသူတို့ပြန်လိုက်နေရတာနောက်တော့ immigration လိုက်ရောက်သူတို့နေရာရုံးခတ်တဲ့တန်းဝင်သွားအောင်အဲ့ဒါကျွန်တော်သူတို့နောက်ကလိုက်တော့ကျွန်တော်ကပြောတာ you are the same တူပဲလားအေး follow them သူတို့နောက်ကိုလိုက်ပါတယ်ဟမ်တခါမှမလေးကိုလိုက် office မှာရောက်ဘူးတဲ့ကျွန်တော်ပါသူတို့2ယောက်ကြောင့်သူတို့နောက်လိုက်သွားတော့တယ်ကျမ်းစာပြောရလေယေရှုက follow me တဲ့ဒါပေမဲ့ကျွန်တော်က follow me မ follow them အဲ့နဲ့ထွက်လာအောင်နင်တို့2ယောက်ကြောင့်ငါရုံးခန်းဝင်ရတာလို့ဒီလောက်ပြောတယ်နားမထောင်ဘူးငါနောက်လိုက်ဆိုတာနင်တို့ငါနောက်မလိုက်တော့နင်တို့နောက်လိုက်တော့ငါပါဒုက္ခတွေရောက်တယ်လို့အဲ့ဒါနဲ့ပစ္စည်းတွေထုတ်ပြီးအပြင်လဲရောက်အောင်လုံးမဲ့လို့တယောက်ကကျွန်တော်ထွက်ပြီးသူတို့2ယောက်ကအရင်ဝင်ပြီးကျွန်တော်ကအရင်ထွက်တယ်ကျတော့တရားကိုကျွန်တော်ဘာသာပြန်ပြီးထွက်လာတယ်အဲ့ဒါနောက်တစ်ယောက်ဆရာဒီလိုဘောလုံးတော့ဆိုရင်ကျွန်တော်ပြောခဲ့တာဘလို့လုံးမဲမသိဘူးပြက်နာတက်တော့လေကျွန်တော်အတန်အထဲကနေလေဆရာကျော်မငုံပိုက်ပတ်စမ်းပိုက်ပတ်ကိုကြီးအကြီးကျတော့အဘင်းတော့မသိငါစိမ့်တယ်မှာအော်လန့်လာကိုအဘေးကိုကြီးဟဲ့ဒီဆရာတမျိုးဘေးနာဆရာမဟိပါဟိုင်းမောလေထေလို့ဆိုမှတော့ပြောနေတာလေဆရာချင်းတော့တင်းနေတုံနေကြပဲမှာအဲ့ဒါခေါ်လေဆရာဆိုကလည်းအထမ်းဝင်ပါလားဘာဖြစ်တာလဲဆိုတူပဲလာတယ်တူပဲပြောပါလားခုနကတည်းကငါနင့်ပေးလိုက်ပါတယ်တဲ့နင်ကအေးဆေးပဲတဲ့မသိအေးဆေးပဲဆိုအိုးငါဘယ်လိုမြင်လို့လဲနင်ကမသိတရုတ်ပြည်ကဟိုတကယ်ဟိုဘောစီလိုမဟုတ်ပါဘူးမြောက်ကိုရီးယားခေါင်းဆောင်ကြီးပါကွာဆိုရင်မှတခါတည်းစိတ်လုံးထုတ်ပြီးဝင်သွားအဲ့နဲ့ပစ္စည်းတွေရွေးလာတယ်နော်ကြည့်လေဟုတ်တာပဲမြောက်ကိုရီးယားခေါင်းဆောင်ကြီးနဲ့တူလာလို့ပဲကွာဆိုတော့ပစ္စည်းယူတယ်ယူပြီးတော့ကျွန်တော်ကသွန်းလဲပေါ်မှာပစ္စည်းထားပြီးတော့ကျွန်တော်သွန်းလဲသွန်းတယ်ကျွန်တော်ကရိုးရိုးရှင်းရှင်းပဲဝတ်တာနော်ကုတ်တော့မဝတ်ဘူးအဲ့တော့လုံးဝ style ဒီတိုင်းပဲကျွန်တော် gym နဲ့ဒီလိုပဲဝတ်တာ
ကျွန်တော်ဘေးနာလိုက်တဲ့ဆရာကျွန်တော်နဲ့အသက်မသိမယိမ့်ပဲသူကနက်တိုင်ကုတ်လုံးဝရှယ်ရွှိုင်းထားတာနော်ဘယ်အဲ့နဲ့ထွက်လဲထွက်ကော तू ကလုံးဝလက်တော့အိတ်တိတ်မယ်ပဲကိုကမသိသူ့တပည့်အိတ်ကြတယ်ပဲဘေးနာတွန်းပြီးသွားအဲ့ဒါဟိုထိတ်ရနေလေဟိုပတ်စံအရင်ရစ်တဲ့ဖွဲ့ကသူ့ဆွဲပါလေရောဆွဲတော့ तू ဆွဲတော့ကိုကပါလိုက်ပြီး hey what are you doing ဆိုနင်တို့နေအောင်တူတူပဲလားအေးတူတူပဲနင်ဘာဖြစ်နေရလဲလို့ကျွန်တော်လည်းပြန်မေးလိုက်တဲ့ခါမှာဟုတ်ဘူးဘာလာလို့ရလဲငါတို့တရားဟောဆရာငါတို့အထက်မှာမေးပြီးနင်ဘာထပ်မေးမှလဲဆိုoh sorry you can go now တော်လို့ရတယ်အဲ့ဒါဟိုဆရာကျွန်တော်ပြောတယ်ဆရာဘာဖြစ်တာလဲအေးလို့ငါတို့မြန်မာနိုင်ငံသားမဲ့နင်မျက်ခွက်ကြီးကိုကြည့်တော့တိတယ်လေလို့နင်ဘလောက်အောက်ပိုင်းပြင်ပြအပေါ်ပိုင်းတိနေတယ်လေလို့နင်ချင်းရုပ်ကြီးကပျောက်မှမပျောက်တာလို့ကြီးလည်းပြောလိုက်တယ်ဒါကြောင့်ကျွန်တော်တို့အပြင်ပန်းတော့ဘလောက်ပဲပြင်လေမပျောက်ဘူးအရေးကြီးတာအတွင်းနှလုံးသားထဲကဖျားအဖြစ်ပျောက်ဖို့အရေးကြီးတယ်Amen. Yes, ကိုကအေးစိနေလို့ပါပြောသူတို့ကကျွန်တော်တခါတည်းပါသွားတာမဟုတ်ဘူးမင်းအဲ့လိုမပြင်နဲ့တော့နောက်ကကြရင်နေမခေါင်းမွေးပဲရေးပါရေးအကုန်လုံးတိတာတယ်မြန်မာရုပ်ပဲနေအေးစစ်ကွက်ကိုအေးစိပဲနေလို့ပဲပြောလိုက်တယ်ဆိုတဲ့ခါကျတော့ရောသက်လေးဟာတွေးဆောင်ခြင်းနဲ့ရောက်တဲ့ခါမှာထွက်ပြေးတယ်စုံစမ်းခြင်းရောက်တဲ့ခါမှာနောက်ဆက်ခြင်းပါလာတယ်ရအောင်ထွက်ပြေးတယ်နောက်ဆက်စုံစမ်းနောက်ဆက်ခြင်းကလိုက်တယ်နော်ကျွန်တော်တို့ကပြေးမဝင်သွားဖို့အရင်ရေးကြီးတယ်။ဒါပေမဲ့တကယ်လို့တိုက်ပွဲဖြစ်လာရင်လည်းဖခင်ကတင်တဲ့အတူရှိတယ်။ဘယ်စုံစမ်းခြင်းမှတင့်ကိုကြားခွင့်ဖခင်မပေးဘူးလို့နှုတ်ကပတ်တော်မှာပြောပြီးသား။ဒါနဲ့ရောသက်လေးပြေးတဲ့ခါမှာဟိုကစိတ်ဆိုးစားလည်းမရတောက်လည်းမရဆိုတော့နောက်ဆုံးကျတော့သူစားမရတဲ့ဟာတဲနဲ့ပတ်ပလိုက်တယ်။ပေါ်တီဖာသူ့အမျိုးသားပြန်လာတော့ငိုပြီးတော့ယောက်ျားကြီးသူကျမမဒိန်ချင်းဖို့ကြိုးစားတယ်တကယ်တမ်းချင်းဖို့ကြိုးစားတာဘာလို့လဲ။ तू လေအမေဆွဲလိုက်တယ်ရောတက်ကိုမတရားဆွဲတယ်နင်းဟိုကောင်ကဂျူးလိုမျိုးကဘာဖြစ်တယ်ညာဖြစ်ဆွဲခါမှာရောတက်ကဘာမှဖြေရှင်းချက်မရပဲဘယ်ထက်တန်းရောက်သွားလဲအချုပ်ထဲတန်းရောက်သွားတယ်အဲ့ဒီချိန်မှာလူတိုင်းစဉ်းစားပြီးငါအနာဂတ်ကရောတက်နဲ့တူနေပါလားမလေးကနေ US လဲသွားမရမြန်မာပြည်ပြန်လဲလို့လဲမရပြန်လဲလဲအစင်မပြေဘူးဟိုကကင်ဒီယာကင်ရတော့မယ်သွားမယ်ဆိုတော့လဲဘဲမှသွားဖို့ဘာကတ်မှလည်းမရှိဘူးအချိန်နေရောတနဲ့တူနေတယ်ဆိုရင်ဒီနေ့ဖခင်ခွန်အားပေးခြင်းနဲ့တဲ့အနာဂတ်လာပါတယ်လွတ်မြောက်ရလမ်းကိုသူပြင်ဆင်ပေးမှာဖြစ်တယ်အဲ့ဒီရလူမျိုးတွေအခုဒီပြည်ကနေထွက်လာတဲ့ခါမှာဖခင်ကလမ်းပြင်ဆင်ပေးတယ်တောနိုင်ရေကိုပေးတဲ့ဖခင်ဖြစ်တယ်စမ်းရည်ဖြစ်စေတဲ့ဖခင်ဖြစ်တယ်လမ်းမရှိတဲ့ရက်မှာလမ်းကိုပြင်ဆင်တယ်ပြထိုနာမကိုလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်ကျွန်တော်အားလုံးမတည့်ရအောင်ဒီကျွန်တော်ခွန်အားပေးခြင်း worship တဲ့နေ့ရှိလာပါလူတွေတောင်းပန်ကြံစီသမျှတဲ့ဆိုတဲ့တခြင်းကိုကျွန်တော်ပြင်ဆင်ပေးထားပါဒီနေ့လူတွေဟာကြံစီထားတဲ့အများကြီးရှိကောင်းရှိလိမ့်မယ်ဖခင်ရဲ့အကြံစီပဲတည်မှာဖြစ်တယ်အာမင်ဒီနေ့မှန်တယ်ကျွန်တော်တို့ဘဝမှာကျွန်တော်အခြေအနေဟာရှေ့တိုးမရနောက်ဆုံးမရဖြစ်ကောင်းဖြစ်လိမ့်မယ်ဖခင်ပေးတဲ့အနာဂတ်ဟာလာပြီးသားဖြစ်တယ်ဟာလေလုယာဘေးနာလူပြောရအောင်နောက်ပြန်မလဲနဲ့ကျွန်တော်စီတယောက်ကဆရာတယောက်စာပို့တယ် US ကနေ Green Card နဲ့မလေးရှားဗီဇာလျှောက်ချင်တယ်မ US နိုင်ငံသားတွေကမလိုဘူးလို့ပြောမှာမဟုတ်ဘူးတဲ့ကျွန်တော်က Green Card America မှာနေတာမပျော်လို့ပြန်လာမယ်တဲ့ဟာမလေးကလူတွေကဘယ်သွားဖို့ပြင်နေတာ US ကလူတွေကဘယ်သွားဖို့ပြင်တာစဉ်းစားနော်တင်းဒီမှာမပျော်နိုင်တော့ US မှာပျော်နိုင်မယ်လို့ထင်လားအဲ့ဒါဘာသွားမှာလဲဖယားထားတဲ့နေရာမှာပျော်တတ်ဖို့ရည်ကြီးတယ်။ခေါင်းနာမလက်ကောက်တီးပြီးချင်းမရအောင်အာမင်။ဒါကြောင့်ကျွန်တော်အော်တယ်သူမိမလည်းခေါ်မရသူသားမီးလည်းခေါ်မရကျွန်တော်စိတ်သက်အရန်ကြတယ်ကျွန်တော်ပြန်လာတော့မယ်။ပြီးကျွန်တော် passport ကျွန်တော်ဖျက်ပလိုက်မယ်တဲ့ကျွန်တော်မြန်မာပြည်တောက်လျှောက်ပြန်မယ်ကျွန်တော်ချင်းပြီးမှာပဲနေတော့မယ်။ဟာလုံးဝကိုစန့်ကျင်ပဲဖြစ်သွားတယ်။အခုကျွန်တော်စာပို့ထားတယ်တနင်္လာနေ့ကပို့ထားတယ်မနေ့ကမှာပေါ့။ကျွန်တော်ဖျက်ပြီးဖျက်အောင်မေးတယ်ကိုရောဘာစလုံးမလဲဒီလိုလူတွေကတမျိုးရှိတယ်ကိုရောဘာလဲဒါပေမဲ့ဖခင်ပေးတဲ့အကြံစီကလာပြီးသားဖြစ်တယ်အာမင်စိတ်သက်မကြပါနဲ့ဖခင်ကအကောင်းဆုံးပြင်ဆင်ပေးထားတာဖြစ်တယ်အာမင်တော်တော်ချင်းနဲ့ကိုးကွယ်ရအောင်လူတွေတောင်းပန်ကြံစီသမျှတဲ့အလွန်ထူးခြားစွာပြုခြင်းငါတဆွမ်းတော့တကင်ဖခင်စဉ်းစားမျောလင်းသမျှတဲ့တော်လုံးပြီးအမြဲတမ်းလုံးလုံးသူ
သက်ဆွမ်းကျွန်တော်ပြန်ပြီး chorus ကပြန်ဆိုရအောင်လူတွေတောက်ပန်လူတွေတောက်ပန်ချမ်းစီမြတ်တဲ့အလုံးသူချာဆိုပြချင်းဒီတချီကိုဆိုနေတဲ့အချိန်မှာပြန်ပြီးမိမိတက်တာစက္ကတ်ချင်တဲ့ဆိုရှေ့ကိုလာရအောင်အရှိကိုလာရောက်ဖျားကိုပြန်ပြီးစက္ကတ်ရအောင်ဒီနေ့ဖျားရဲ့သိပမာထားတဲ့အနာဂတ်ကအရန်လာပါတာဖြစ်တယ်တပန်ဖျားရဲ့ရှေ့မှာဒီနေ့တော့တသားကိုပြန်စက္ကတ်ချင်တဲ့ဆိုဘေးကိုမကြည့်ပါနဲ့ရှေ့ကိုလာရအောင်တော့ကိုဖျားရှော့ပြန်ပြီးကိုမရအောင်စာနေပြန်ပြီးကိုမရအောင်အလုံးစုံတဲ့နိုင်တော့ဖျားပင်လေကိုခွဲကွာလို့မြောက်စီသူအနန္တတကူနဲ့ထာဝရပြေယေရှုမတန်နိုင်တော့ရမရှိတဲ့တရားဒီချိန်ကိုပြန်အောင်မြင်တော့သူအနန္တတကူနဲ့ထာဝရပြေဆိုစံသူညမပိတော့ရပါစေရှင်အရာကတိတ်တို့ကိုအိုးဆိုသူအရာကတိတ်တို့ရဖြစ်တရားလူတွေတောက်ပဲလူတွေတောက်ပဲချက်စီမြတ်တဲ့ဆိုလိုပြီးမြဲတဲ့လူတဲ့ဆွမ်းတော့တကယ်ပဲရာလူတွေစေစားလူတွေစေစားမျိုးလေးမြတ်တဲ့ဆိုလိုပြီးမြဲတဲ့လူthat's why night Uraba You could the key Man I may say အားလုံးမျက်စိလေးပြီးကိုယ်ကိုရအောင်ဒီနေ့တိခေရဲ့လက်တော်တစ်ပေါ်မှာလှုပ်ရှားပြီးဖြစ်တယ်သူရဲ့လက်တော်ဟာတစ်ပေါ်မှာခြေရှားနေပြီးဖြစ်တယ်ဒီနေ့ဖခင်ရဲ့ဘုန်းတော်ကိုတည်ဆောင်မဲ့သူတွေဖြစ်တယ်မိတ်ဆွေ You could the keyရဲ့တော်လှုပ်ရှားပြီး You could the keyရဲ့ကိုယ်တော်လှုပ်ရှားပြီး You could the keyရဲ့ဘုန်းတော်ရှားပြီး You could the keyရဲ့တော်လှုပ်ရှားပြီးAmen You could the keyရဲ့ကိုယ်တော်လှုပ်ရှားပြီး You could the keyရဲ့ဘုန်းတော်ရှားပြီး Amen You could the keyရဲ့တော်လှုပ်ရှားပြီး You could the keyရဲ့ကိုယ်တော်လှုပ်ရှားပြီး You could the keyရဲ့ဘုန်းတော်ရှားပြီး Amen You could the keyရဲ့You could the keyရဲ့တော်လှုပ်ရှားပြီး You could the keyရဲ့ကိုယ်တော်လှုပ်ရှားပြီး You could the keyရဲ့ဘုန်းတော်ရှားပြီး Amen လူတွေတောင်းပန်လူတွေတောင်းပန်ချမ်းစီကြတဲ့အလို့သူချာဆိုပြချင်တာတဆန်တော့တကယ်ပဲရ Oh yeah yes it comes here since I'm going to trouble be there alone the sun night Corota 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 night နောက်တော့မန်းနဲ့ဒီအပူရအားလုံး Corota night နဲ့မိတ်ဆွေစိတ်နဲ့မချတဲ့ Corota night ဒီနေ့တည်းမိသားစုနဲ့မတတ်နိုင်တော့ Corota night နဲ့တင်မတတ်နိုင်တော့ Corota night နဲ့ Corota night နောက်ဆုံးက Corota night နဲ့ Corota night အားလုံးဝေခရအောင် Oh yeah Corota night hey hey Corota night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  လူတွေတောက်ပန်ချမ်းစီသမျှတဲ့သူချာဆိုပြချင်တာတဆန်တော့တကယ်ပဲရလူတွေစဉ်းစားမျောလင်းသမျှတဲ့ကြော်လို့ပြီးမြဲတာလို့သူတဆန်နိုင်တာကိုရောကျေးဇူးတင်တယ်
ဒီနေ့ကြားနာတဲ့နှုတ်ကပတ်တော်တိုင်းသူတို့ရဲ့အနာဂတ်ကလာပါကြောင့်ဝန်ခံပါ၏ အာမင် ဒီကနေ့လက်ရှိအခြေအနေဟာသူတို့အနာဂတ်နဲ့လုံးဝမဆိုင်ဘူး အတိတ်မှာသူတို့ဘာပဲဖြစ်ခဲ့ဆင်းရဲသည်ဖြစ်ပါစေနာကြီးစွာနဲ့ကြေကွဲနေရသည်ဖြစ်ပါစေဝမ်းနည်းနေရပါစေမတရားဆွဲခံနေရပါစေကိုတော့အနာဂတ်ဟာလာပါပြီးသားဖြစ်တယ်ကိုတော့ခွဲခြားပိုင်းထားပေးတဲ့ယေရှုတင်တယ် အာမင် မဖြစ်နိုင်သောအရာမှာမဖြစ်နိုင်သောအချိန်မှာဖြစ်စေသောဘုရားကျွန်တော်တို့ဘုရားဖြစ်တယ် အာမင် ဒီနေ့တင်းမဖြစ်နိုင်တဲ့အရာတွေကိုဒီနေ့မဖြစ်နိုင်တဲ့အချိန်မှာဖြစ်စေတဲ့ဘုရားကိုပဲစပ်ပြီးကိုယ်ွယ်ဖို့ကိုရောသူတို့ကိုတာ၍ကောင်းချီးပေးပါ အာမင် ဒီကနေ့ကိုရောလာရောက်တဲ့သူတယောက်စီတန်းကိုကိုရောစီထံတော်ဘာမှလာတော့ရှမ်းထတော်ကောင်းချီးမင်္ဂလာကျွဲဝခြင်းပေးကမ်းတော်သူအောင်မြင်ခြင်းဒီနေ့ကိုရောဟိုးစပ်ပြီးပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းကျမ်းမာခြင်းကောင်းချီးမှန်တဲ့အိမ်တို့ပြန်အခွင့်ပေးမှမကြောင့်ဆုတောင်းပေးပါ၏ အာမင် လမ်းခီးလျှောက်လုံးမှာကွဲကားပါဆောင်းပါပါ အာမင် ညအိယာဝင်တဲ့ချိန်မှာကွဲကားပါ အာမင် ယူပါယုံများပေးပါ အာမင် အိမ်မက်များအနတ်တိတ်ပဲပြန်နေတော့ခွင့်ကိုပေးပါ အာမင် တာရနခိနုထခွင့်ပေးပြီးကိုရောရဲ့နိုင်ငံတော်မှာတာဝေးကျေပြတ်စွာလှုပ်ဆောင်တော်သူများဖျက်မြင်ကြောင်းဆုတောင်းပေးတယ်ဒီနေ့ဒီအတင်းတော်ဇက်စီအတင်းတော်ကိုကောင်းချီးပေးတယ် အာမင် ပို၍တိုးပွားခွင့်ပေးတဲ့ယေရှုတင်တယ် အာမင် တာ၍ကိုရောအမှုတော်ဆောင်များဟိုဆရာဆရာမတယောက်စနောက်ကောင်းချီးပေးတယ် အာမင်အာမင် တင်းထောက်လူကြီးများကောင်းချီးပေးတယ် အာမင် music team worship team များကောင်းချီးပေးတယ် အာမင် အတင်းတော်မှာမိသားစုတင်သားတယောက်စီတိုင်းကိုကောင်းချီးပေးတယ် အာမင် အငယ်ဆုံးမှအကြီးဆုံးတိုင်ကိုတော့ကောင်းချီးပေးတယ်မျက်နှာตาတယောက်ပါမိကြောင့်ဆုတောင်းပေးတယ် အာမင်အာမင် ဂျေဇုတော်မှာတပါအခြားသောမင်္ဂလာမရှိကြောင်းဝန်ခံလေ အာမင် ဒါတော့သမီးတို့ရဲ့အချိန်နာတစ်ခုစီတိုင်းနဲ့အတရခိစီတာကိုလည်းဝရပြလဲစက္ကအနံယေစုတောင်းကြတဲ့ခါမှာနာဇရက်မြို့သားယေရှုခရစ်တော်ရဲ့နာမကိုအမိပေးဆုတောင်းစက္ကအနံကြပိုင်မစွာပြရခဲ့အာမင်ဖျားရှင်ကောင်းချီးပေးပါစေအာမင်